တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်တရားနာယူရန်အချိန်ကြာရောက်လာပါပြီဟုတ်ဘုရားဟောရဲဆိုတော့တော်တော်များများသူ့မိတာလာတာပေါ့နော်ဘုံဘုံတော့ဘုရားဖြစ်ပြီးမှစတယ်ဟုတ်လားအဲ့ဒါတော့တမိုင်းเจ้าဘုံတို့ပြန်သွားပြီပေါ့လေနော်ဒီဗုဒ္ဓဝင်ကျမ်းနဲ့ပတ်သက်လို့သောတနာပိဋကခောရကနေခဲ့ပါတန်ခါရတွေမထေမြတ်တွေကတန်ခါနာတင်တော်မူခဲ့ကြတယ်နော်မြတ်စွာဘုရားကိုယ်တော်တိုင်ဟောခဲ့တာဂါထာပေါင်း1090ရှိဂါထာပေါင်း1090ဆိုတော့စလုံးအရေးအတွက်နဲ့ဆိုရင်စလုံးအရေး4000လောက်ရှိအက္ခရာပုပ္ပပါနော်တဂါထာကို32လုံးရှိတာအဲ့ဒါကိုဘုံဘုံတို့ဒီကိုခေတ်ရောက်တဲ့အခါကျတော့နော်အထာဂရဆရာတော်ဘုရားကြီးဗုဒ္ဓရတ္ထမထေရမြတ်ကအဲ့ဒါကို40ထပ်ပွားလိုက်တယ်40ထပ်ပွားတယ်နော်ဆလုံးရေ16000လောက်ရှိတယ်နော်ဒီဂါထာ1090ကို40ထပ်ပွားပေါ့ဆိုတော့ဂါထာပေါင်း4500လောက်ဖြစ်သွားတယ်နော်အဲ့ဒါလောက်များတဲ့ဟာတွေကိုတခါဘုန်းတို့မြန်မာပြည်ကဗာကြီးတော်မင်းတရားလက်ထက်ရောက်တဲ့ခါကျတော့စာတက်ငခုံစားသူရှားတော်ဆိုရှိဒီရှားတော်ရောငခုံရောဘုံဘုံတို့ရွာရဲ့တောင်ဘက်ဘုံဘုံဆလင်းကြီးရောက်ဆလင်းကြီးကနေဆက်သွားလိုက်တဲ့ဆိုဟိုဘက်မှာအလေယမရှိတယ်အဲ့အလေယမမှာရှားတော်ရောငခုံရောနှစ်ရွာလုံးသိမ့်မဝေးဘူးအလေယမချောင်းကြီးကိုမှီးပြီးတော့ဒါရည်ကြည်ရတဲ့နေရာလေးပေါ့လေနော်ထူးခြားတဲ့အဲ့နေရာမှာဆရာတော်ဘုရားကြီးများဒါအလွန်ထင်ရှားကြတယ်နော်စာတက်ငခုံစားသုံးရှားတော့ငခုံဆရာတော်ဘုရားကြီးကအခုပြောခဲ့တဲ့ဒီယုဂကပြုတဲ့ရှင်မဟာဗုဒ္ဓတတ္တမထေရမြတ်ကြီးပြုစုခဲ့တဲ့ဗုဒ္ဓဝင်အထာဂရကိုထပ်ပြီးတော့ဒီပါဠိနိဒယမြန်မာပြန်အနေနဲ့ဗုဒ္ဓဝင်ဝတ္ထုတော်ဆိုပြီးတော့မြန်မာပြည်မှာဒါဗာကြီးတော်မင်းတဲ့လက်ထက်မှာဒါထုတ်လို့ရေးသားတော်မူလို့ပေါ့ဗျာနော်အဲ့ဒါကြောင့်ဒီဗုဒ္ဓဝင်ကိုမြန်မာတွေအရသာရှိဖတ်ခွင့်ရဟုတ်လားနော်ဗုဒ္ဓဝင်တွေကိုအရသာရှိဖတ်ခွင့်ရတာဒါကြောင့်ငခုံဆရာတော်ဘုရားကြီးကြီးစုအဲ့ဒါသုဓမ္မဝတိပုံနှိပ်တိုက်ကထုတ်ပါတယ်အခုဗုဒ္ဓဝင်ပထမရတယ်ဒုတိယရတယ်တတိယရတယ်ဆိုပြီးသုံးတွဲထက်ပါတယ်နော်အဲ့ဒါခုမြန်မာလိုဖတ်လို့လည်းရဗုဒ္ဓဝင်အထုတော်ကြီးဆိုအလွန်ကောင်းပါတယ်နော်အဲ့တော့ပြောချင်တာဘုရားဟောပါဠိတော်လေဒီဗုဒ္ဓဝင်အကြောင်းအရာတွေမြတ်စွာဘုရားကိုယ်တော်တိုင်ပြန်ဟောခဲ့။ကဲအဲ့ဒါဆိုတော့သမိုင်းပြန်သွားမဟာတက္ကရိတရားနဲ့သုံးခုပေါ့ဗျာမဟာတက္ကရိဘယ်လောက်လဲမဟာတက္ကရိတရားသုံးခုတွေကမြတ်စွာဘုရားဖြစ်သူရောက်တော်မူတယ်။နောက်နေ့ကျဘုရားဖြစ်ခဲ့နောက်နေ့မှပြန်လာမှာထားလိုက်တော့နော်။ဘုရားဖြစ်သူရောက်တော်မူတဲ့အခါမြတ်စွာဘုရားရှင်ပထမဝါကိုဘာယံတတိပြည်မိဂရာဝံတော်မှာပထမဝါဆိုတယ်အလုံးမှတ်မိတယ်နော်ဘယ်မှာဝါဆိုလဲဘယ်တရားဟောလဲဖရာတိုင်းပထမဆုံးဟောလို့ရှိတဲ့တရားဟာ the first sermon ပထမဆုံးဟောတဲ့တရားဟာဓမ္မစကြာဆိုတော့မေးတရားရှိတယ်ဖရာမဇ္ဇတော်ကနှုတ်တော်ကပထမဆုံးထွက်တဲ့စကားလားဆိုတော့မဟုတ်ဘူးသစ္စာတရားကိုပြောတာဒီချိန်မှာမြတ်စွာဘုရားရှင်ဒိုင်လောစကားပြောကြတာတဗုဒ္ဓနဲ့ဗန္လိကတို့နဲ့ပြောတယ်ဟောဟွန်ကတို့နဲ့ပြောတယ်တခြားပုဂ္ဂိုလ်တွေနဲ့စကားပြောခဲ့တာတွေအများကြီးရှိပါတယ်အဲ့တော့သစ္စာတရားကိုဟောခဲ့တာမရှိသေးဘူးအဲ့တော့သစ္စာတရားဟောပဲဆိုရင်မြတ်စွာဘုရားတိုင်းဟာဓမ္မစကြာကိုစဟောရတယ်ဘယ်တရားကိုစဟောရတယ်လဲဓမ္မစက္ကပုဒ္ဒနာတုတ်တယ်ဓမ္မမြတ်စွာဘုရားရှင်သစ္စာတရားတွေကိုစက္ကလှက်ပတ်တာထုတ်ဖော်ပထမဆုံးသစ္စာတရားတွေကိုထုတ်ဖော်ပြောကြတာအဲ့ဒီထုတ်ဖော်ပြောကြလိုက်တဲ့ဟာကိုဘယ်သူကမှတာစီကန့်ကွက်ပိတ်ပင်လို့မရဘယ်နဲ့ဘယ်ပြမှာတာစီကန့်ကွက်ပိတ်ပင်လို့မရတော့အောင်အင်အားကြီးမှတာကိုဓမ္မစကြာလို့ခေါ်တယ်နော်ဘယ်သူမှအနှောက်အယှက်မပေးနိုင်တဲ့သစ္စာတရားတော်ကြီးပေါ့အဲ့လိုနဲ့ဘုရားတိုင်းဟာသစ္စာတရားကိုဟောတဲ့အခါဓမ္မစကြာကိုစပြီးတော့ဖွင့်တော်မူကြတယ်နော်ကိုင်းထားတော့ဓမ္မစကြာဟောပြီးတဲ့အခါမှာနောက်နေ့ညပိုင်းကျတော့ဘာလို့လာပြင်းနေ့ညပိုင်းရောက်တဲ့အခါကျတော့ညေဦးရညနေခင်းဟောလိုက်တာဓမ္မစကြာခဏလေးဟောရတာပါ
ညင်ဦးရံရောက်တဲ့ကဟေမန္တတုတ်ကိုဟောတယ်ဟေမန္တနတ်ကြီးတွေတာရဂတိနတ်ကြီးတွေကိုဟေမန္တတုတ်ကိုဟောတယ်ဒီနတ်ကြီးနှစ်ပါးတိပဋကဘုန်းကြီးလူတွေနတ်ဖြစ်နေကြနော်အဲ့ဒါပြီးတော့နောက်ကျတော့ဓမ္မသက်ကြတိုင်းနေတိုင်းဇက်တိုက်ဟောသွားပြီးတော့ဘာလို့လာပြီးတော့9ရက်နေကြတော့အနတ္တလက္ခဏာတုတ်ဟောတယ်ဒါကြောင့်အနတ္တလက္ခဏာတုတ်ဟောတဲ့အခါမှာဒီသာသနာမှာယဟန္တာတွေပထမဆုံးပေါ်ခဲ့တယ်ဝါသူလာပြီးကျော်9ရက်နေနော်ဒါကြောင့်အနတ္တလက္ခဏာတုတ်အခါတော်နေသို့မဟုတ်ယဟန္တာများနေသို့မဟုတ်တန်ဃာတော်များနေဆိုပြီးတော့အမျိုးမျိုးအထိမ့်အမှတ်အနေနဲ့ကျင့်ပကြပါနော်အဲ့လိုနဲ့ဓမ္မသက်ကြဟောပြီးတဲ့အခါမြတ်စွာဘုရားရှင်အကဲဝါကျွတ်ပြီးထားလိုက်တော့ဗျာဝါတွန်းမှာပြီးခဲ့တဲ့ဘက်ကလည်းပြောခဲ့တယ်နော်ပိဿဝိက9ဦးယတသရုသားနဲ့အဖွဲ့က55ဦးပေါင်းလိုက်တော့ယဟန္တာပါ60ရှိဂျာထဲမှာရှင်နာလကကိုထည့်မရတော့ရှင်နာလကတီးချနေလို့နော်အဲ့ဒါယဟန္တာ60ကိုမြတ်စွာဘုရားရှင်ကသရရပိကွေစာရိကံဆိုတဲ့စကားနဲ့ကြွကြငါတပည့်တို့တပားတစ်ချောင်းကြွကြနော်တနိုင်ငံလုံးတို့မဟုတ်နေရာအနှံ့ပေါ့လမ်းကြောင်းကြီး60ခွဲပြီးတော့အဲ့မှာကြွကြတဲ့ဘုရားရှင်ရဲ့စလေဆုံးဒုက္ကတသူအခါတတွက်ခါတသူအခါတသူကောင်းစွာအခါတဟောတယ်အစလေဆုံးအခရာပုပ္ပဂျာနာယုံမင်းအပူဆင်း၍ကျင့်လင်ချမ်းသာကျင့်ပြီးကားလေလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှံဖြင့်စခန်းသိအောင်မှန်းလျင်ဤမျိုးကောင်းစွာဟောကြားတော်မူအပ်တော်တရားတော်မြတ်ပါရကတွက်ခါတဘုရားကောင်းကောင်းဟောခဲ့တဲ့အစလေဆုံးအင်္ဂါပြည့်စုံတဲ့ဒီတရားတော်တွေကိုဟောကြားတဲ့ဆိုမြတ်စွာဘုရားရှင် missionary ပေါ့လေမြတ်စွာဘုရားရဲ့တရားတော်ကို propaganda ဖြစ်အောင်လုပ်ကျယ်ပြန့်အောင်အရှိန်ဟုန်နဲ့ကျယ်ပြန့်အောင်လုပ်တာနော်စနစ်တကျဖွဲ့စည်းတဲ့အဖွဲ့အစည်းမှာလိုက်နာကျင့်သုံးရမယ့်ဟာတွေကိုသိရမယ့်အသည့်တွေကျင့်နေအကုန်သင်ပေးပြီးတကဒါတွေကိုပြန့်အောင်လုပ်ကြဆိုမြတ်စွာဘုရားရှင်အလုတ်တန်းလို့ဆိုမြတ်စွာဘုရားဆိုတာကအလုတ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ပဲလောကမှာဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားရှင်ကလည်းလူသားတူပဲတို့တော့ဘုရားကိုယ်တိုင်ပြောခဲ့တယ်ဣစရိယမနုဿလူထဲမှာဘယ်လူနဲ့မှသူ့နိုင်မမီအောင်အသာလွန်သုံးသောဝိရိယတွေဉာဏ်တွေဆွမ်းအားရှိတဲ့လူပါနော်အထူးမြတ်ဆုံးလူပေါ့ဗျာဣစရိယမနုဿလို့ဘုရားကိုယ်တိုင်ပြောပါတယ်နော်ကဲထားတော့အဲ့ဒီကနေပြီးတော့အပါ60လို့တကမြတ်စွာဘုရားရှင်ကိုယ်တိုင်ကလည်းဥရဝေလကတ္တပဂေယကတ္တပနတိကတ္တပတို့ဒီသွားပြီးတော့တရားဟောမှာလမ်းမှာကပ္ပတိတတော့ကြည့်တဲ့မှာတခါတည်းဗရဝိကြီးညီနောင်3ချိန်ဒါနောက်ကျတော့ဗရဝိကြီးညီနောင်3ချက်ကထိန်သင်္ကန်းပြစ်ပေါ်လာတဲ့ဘုန်းကြီး30ပေါ့သူတို့ဒီ30ကိုအကြောင်းပြုပြီးတော့ကထိန်သင်္ကန်းဖြစ်နော်ဒါတော့ဗရဝိကြီးညီနောင်3ချိန်အဲ့မှာမြတ်စွာဘုရားရှင်မယားပြောက်လို့ရှားနေတဲ့ဗရဝိကြီးညီနောင်3ချိန်ကိုမြတ်စွာဘုရားရှင်ကတရားဟောတယ်တရားဟောတော့နော်အဲ့မှာသောတပန်တည်တဲ့အေဟိပိကုခေါ်တယ်နောက်သူတို့ကျင့်တရားကိုဆက်ကျင့်နေကြတာထားလိုက်ဘုရားနဲ့လမ်းခွဲသွားဘုရားရှေ့ဆက်သွားတယ်အဲ့ဒီမှာဥဒုဝေလကတ္တပနဒီကတ္တပဂယကတ္တပယသိညီနောင်ရှင်တထောင်900အုပ်စု300အုပ်စု200အုပ်စုပေါင်းလိုက်တော့ဘယ်လောက်လဲ1000 900အုပ်စုဥဒုဝေလကတ္တပနော်နဒီကတ္တပ300အုပ်စုဂယကတ္တပ200အုပ်စုပေါင်းလိုက်တော့1000အဲ့1000ကိုဂယာတိတဆိုတာခဏဂယာမြို့ဆိုတာအဲ့ဒါကိုဆွဲပြုပြီးတော့ဂယာမြင့်နဲ့ဟိုဂယာတိတတောင်ကြီးကိုဆွဲပြုပြီးတော့ဂယာဘောရဂယာဒါကိုပြောတာအဲ့ဂယာတိတတောင်ကြီးမှာရှိတဲ့ဂယာတိတကြောက်ဖြာကြီးထံမှာအာရိတပရိယေရတတ်ကိုဟောတဲ့အခါအခုပြောတဲ့ဥရဝေလကတ္တဝအစရှိတဲ့ညီနောင်1000ဟာယဟန္တာဖြစ်တယ်နော်ယဟန္တာဖြစ်ကြကဲအဲ့လိုနဲ့ဆက်သွားမြတ်စွာဘုရားရှင်ကအဲ့လိုနဲ့အစဉ်တိုင်းနေလာလိုက်တာနောက်တော့နော်ဝါဆိုတော့မဲ့အချိန်ရောက်သွားတဲ့အခါဘယ်ရောက်သွားလဲဆိုတော့နော်ဘာယံတရားနဲ့ရာဇကြိုကြွလာတဲ့ဝေလူဝင်ကျောင်းကြီးအလူခံတယ်အဲ့ဒီကျောင်းကဘုရားရှိရဲ့သာသနာမှာအစောဆုံးကျောင်းအဖြစ်လက်ခံတဲ့ကျောင်းဒါကြောင့်ငလျင်ကြီးလှုပ်ပထမဆုံးကျောင်းအဖြစ်လက်ခံတဲ့ကျောင်းထူးခြားတယ်နော်အဲ့လိုငလျင်ကြီးလှုပ်ပြီးတဲ့အခါကျတော့ဒါကြတဲ့အဲ့မှာကြွရောက်လာတဲ့ပြိတ္တထဲမှာမင်းပြိတ္တပုံနာပြိတ္တသတိပြိတ္တပြိတ္တတသိန်း2000အဲ့တသိန်း2000နဲ့ကနေတသိန်းနဲ့1000အရေးအတွက်ရှိတဲ့ဟာသောတပန်တည်တယ်ကျန်တဲ့1000ဟာတရဏဂုံတည်တယ်ဒါကြောင့်အဲ့ဒီအုပ်စုတွေကနေပြီးတော့ခုနအနာတပိန်တထေးနဲ့နော်မောင်လဲနှမလဲယူထားတဲ့နော်သူရဲ့တငယ်ချင်းတထေးရဲ့အဲ့ဒီမှာပါလာတာကိုဒီတရားပွဲမှာပါလာတာအဲ့ဒီမှာသူတို့ဘုရားကိုကြည်ညိုသွားတာနော်ကြိုင်ထားတော့အဲ့လိုနဲ့ဝေလူဝင်မှာတခါလေဒုတိယဝါဆိုတယ်ဝါဆိုတော့မြတ်စွာဘုရားရှင်ကဒါပါတိမောက်ပြီးခဲ့တဲ့ဘက်ကလည်းပါတိမောက်တော့ပြောတယ်သာဝကကြီးနှစ်ပါးကိုအက္ခသာဝကယာရုခံတယ်ပါတိမောက်တွေနာဟောတယ်နောက်ပထမတန်တိပါဒအသီဝိဒဒါဘုံကရှေ့ပိုင်းမှာပဏ္ဏရိုက်တယ်အကျင့်ပဲရှိသေးတယ်
အကျဉ်းတွေကိုချပြောသွားတယ်နော်အဲ့ဒီရပြီးတော့မြတ်စွာဘုရားရှင်ကဝါတွင်းမှာရှိနေတဲ့အချိန်မှာအဖေဖြစ်တဲ့သုတ္တရဏမင်းကြီးကထွက်သွားတာမဟာတက္ကရီ60ခွန်ကနေအခု104ခုရောက်မဟာတက္ကရီ104ရောက်မဟာတက္ကရီနဲ့104ရောက်ပြီဆိုတော့9နှစ်10နှစ်ရှိသွား9နှစ်လောက်ရှိပြီခုချိန်ထိပြန်မလားဒါလွန်လာနော်ငါသားတော့ပြန်လာတော့ဖះလည်းဖြစ်ပြီအဲ့ဒါတော့ဖះကိုပင့်ဖို့ဆိုပြီးတော့အမတ်တူဥဆောင်ပြီးတော့အမတ်နောက်ကစစ်တီဘူဝါ1000နဲ့စစ်တီဘူဝါ1000နဲ့အတော်ဆုံးခေါင်းဆောင်တရားအမတ်တရားကိုထည့်ပြီးတော့နော်သားတော်ဖះကိုသွားပြီးတော့ပင့်ခိုင်းတာဘယ်သူကပင့်ခိုင်းတာတော့သောရဏမင်းကြီးကပင့်ခိုင်းတယ်ပင့်ခိုင်းဖို့သွားတယ်ဆိုရင်ပဲမြတ်စွာဘုရားရှင်ရောက်လာတဲ့အမတ်1000နဲ့တစ်ယောက်ရှိတဲ့အရေးအတွက်ကိုမြတ်စွာဘုရားတရားဟောလိုက်တယ်ယဟနာဖြစ်သွားအဲ့တော့ယဟနာဖြစ်သွားပြီဆိုမှတ်ထားလောကိကိတ္တလေးသိမဝင်လာတော့ဒီနေ့ယဟနာကြီးဆိုပြီးပြောတာနော်တပည့်တော်မေတ္တာပို့ပေးပါအောင်ဗျကဏ္ဍလေးပေးပါအောင်ဗျတပည့်တော်ဗာလေးပေးပါအောင်ဗျယဟနာအဲ့ဒါမလုပ်ဘူးစိတ်ချလောက်ကုန်မလုပ်ဘူးအခုစဉ်းစားကြည့်နော်ဘယင်ကြီးကလွတ်တာဘယင်ကြီးကအာနာနဲ့လွတ်လိုက်တယ်အဲ့ဒီချိန်မှာဘာမှဂတိကိုပေးမတာတို့တော့ယဟနာဖြစ်သွားတာနဲ့လောကိကိတ္တတွေကိုလှဲ့ကုန်မကြည့်တော့ပြန်မလာတော့အဲ့လိုနဲ့လွတ်လိုက်တာ9ချိန်လွတ်တယ်ဆိုတော့နော်အမတ်9ရောက်တဲ့နောက်ပါ9တော့ပြန်မလာအကုန်လုံးယဟနာဖြစ်သွားကြတယ်ပြန်မလာတဲ့ခါအဲ့ဒီမှာနောက်ဆုံးတော့သူ့ရဲ့အတွင်းဝင်အမြဲတမ်းအတွင်းဝင်အစိုးရတွေပြောင်းသွားတယ်နော်ဒီသုတ္တရဏမင်းတို့မင်းကြီးတွေသုတ္တရဏသုတ်ကောရဏတက်ကောရဏနောက်သူရဲ့သုတ်ကောရဏရဲ့သားမဟာနန်းတို့ဒီအုပ်စုတွေကသူတို့ကနော်ကဏရာသာဖြစ်တဲ့အတွက်အလှည့်ကျအုပ်ချုပ်တာတိုင်းပြည်မဲပေးတဲ့စနစ်နဲ့အလှည့်ကျအုပ်ချုပ်တာနော်တန်ထာဂါရလို့ခေါ်တယ်လွတ်တော်ကြီးတွေကျင်းပပြီးအလှည့်ကျအုပ်ချုပ်တဲ့စနစ်ကိုသူတို့သွားတာပရိသေဧကရေသနဲ့မဟုတ်ဘူးအဲ့တော့အဲ့ဒီမှာအမြဲတမ်းအတွင်းဝင်အစိုးရတွေဘလို့ပြောင်းအမြဲတမ်းအတွင်းဝင်ဆိုရှိရတယ်အခုကအမြဲတမ်းအတွင်းဝင်ဖြစ်တဲ့ကာလုဒာကြီးတော့ဖွားဘတ်တော်ထဲမှာလည်းမပါဘူးလားဖွားဘတ်တော်9ပါးထဲမှာလည်းပါတယ်ကာလုဒာကြီးအမတ်ကြီးကိုကာလုဒာကြီးအမတ်ကြီးခါတိုင်းတော့အတွင်းဝင်ကြီးဆိုတော့ဘယ်မှမလွတ်ရဘူးတိုင်းရေးပြည်ကဆောင်ရွက်နေရအဲ့ဒါတော့သွားပါဦးကာလုဒာကြီးအမတ်ကြီးသွားပင့်နေဆိုရပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာကာလုဒာကြီးအမတ်ကြီးပြန်လျှောက်တယ်အရှင်ဘုရားနော်အရှင်မင်းကြီးကျွန်တော်မျိုးသွားပြီးတော့ပင့်မယ်မြတ်စွာဘုရားရှင်ကိုသို့တော့မြတ်စွာဘုရားရှင်ကိုရောက်တဲ့အခါအကျွန်ုပ်ကိုရဟန်းပြုခွင့်ပေးပါဘုရားပြန်ကြွလာတယ်ဘုရားအရှင်ဘုရားရှိတဲ့ကပိလဝတ်ကိုမြတ်စွာဘုရားရှင်လားကိုလာတယ်ရမယ်ကြွကိုကြွလာတယ်ဒါတပည့်တော်ဂရိပေးတယ်တို့တော့တပည့်တော်ဘုန်းကြီးဝတ်ခွင့်ပေးဘာဝတ်ခွင့်ပေးရလဲဘာဖြစ်လို့အဲ့ဂရိတောင်းတာဘုန်းတို့ဘုန်းကြီးတွေကမင်းမှုတန်းဖြစ်နေတယ်စစ်မှုတန်းဖြစ်နေတယ်ဆိုရင်ဘုန်းကြီးဝတ်ခွင့်မရှိဘူးနော်အခုကအမြဲတမ်းအတွင်းဝင်ကြီးအစိုးရရဲ့အမှုတန်းဖြစ်နေတယ်ဒါကြောင့်ဘုန်းကြီးဝတ်ခွင့်မရှိဘူးအဲ့တော့ဘယင်ကနေပြီးတော့ခွင့်ပေးတယ်ဆိုရင်ဝတ်လို့ရဒါမင်းမိတ်နဲ့ခွင့်ပေးတယ်နော်တိုင်းပြည်ကနေတရားဝင်ဘုန်းကြီးဝတ်ခွင့်ပေးတယ်ဆိုတော့အမိတ်အာဏာနဲ့ပေးလိုက်ဆိုဝတ်ခွင့်ရအဲ့ဒီမှာသောရဏမင်းကြီးအကိုင်းနော်ကာလုဒာကြီးငါသားဖျားတာကြွလာသမ်းပါမင်းဘုန်းကြီးပဲဘာပဲလို့ပါငါသားဖျားဟူတာကြွလာအောင်ရအောင်ပင့်ခဲ့ပါဆိုတော့အဲ့မှာကာလုဒာကြီးကဂတိခံပြီးတော့ဥဆောင်ပြီးတော့နောက်ပါဘိုးဘွား1000နဲ့သွားတယ်ဟိုရောက်တဲ့ကမြတ်စွာဘုရားရှင်တရားနာလိုက်တော့ဒီဝါကျွတ်ခဏလေးရောက်သွားတရားနာလိုက်တဲ့ကအဲ့ဒီမှာကာလုဒာကြီးအမတ်ကြီးနဲ့တကွာနောက်ပါ1000ကလည်းယဟနာဖြစ်သွားကြရောဘာဖြစ်သွားပြန်လဲအဲ့ဒါနော်နောက်ပါ1000နဲ့အမက်10ယောက်နဲ့အကုန်ယဟနာဖြစ်သွားပြီ1000နဲ့10ယောက်အရေးအတွက်ရှိတဲ့ယဟနာဖြစ်သွားတို့တော့ကာလုဒာကြီးရဲ့ဂတိတွေပါတယ်နော်အဲ့ဒီတိုင်းနေလာလိုက်တာဝါကျွတ်တဲ့ခါကျတော့ဟောနော်တရင်ကျိုးတသောင်းမုံနဲ့တော့ရာတူသဘိုးတွေတပေါင်းဒီဆောင်းလတစ်လလုံးဆောင်းလ4လလုံးပေါ့ဆောင်းလ4လလုံးဒီကိစ္စတွေကိုနော်ကာလုဒာကြီးကမစင်သားသေးဘူးယဟန်တမပတ်နဲ့ယဟန်ဘုရားယဟနာဖြစ်သွားတဲ့အခါတမပဲချမ်းသာနဲ့နေတာတို့တော့သူ့အလုပ်လုပ်ရမှာမမေ့ဘူးအဲ့ဒါတော့ဆောင်းလလွန်မြောက်ပြီးတော့ຫນွေလရောက်တဲ့အခါမှာຫນွေဥကာလလေးရောက်တဲ့အခါအခုပြောတဲ့ကာလုဒာကြီးဖြစ်လာတဲ့ကာလုဒာကြီးဟန္တာမထေရမြတ်ကြီးကမြတ်စွာဘုရားကြီးကိုလျှောက်ပြီးမြတ်စွာဘုရားရှင်ရဲ့ခမည်းတော်ကြီးကတပည့်တော်ကိုသားတော်ဘုရားကိုသွားပင့်ကြည့်ပါဆိုပြီးတော့တာဝန်ပေးဆေးလွတ်လိုက်လို့ရောက်လာတာပါအခုတပည့်တော်ဒီအကြောင်းနဲ့ရောက်ခဲ့ပါပြီနော်အဲ့တော့မြတ်စွာဘုရားခမည်းတော်အမှုပြုတဲ့နော်ပရိသတ်တွေကိုဆွေမျိုးတွေကိုဆွေတော်မျိုးတော်တွေကိုတရားရည်အမြိုက်ဒီတိုက်ကျွေးချီးမြှောက်ဖို့အတွက်တပည့်တော်ကိုချီးမြှောက်သောအားဖြင့်ကပိလဝတ်နေပြီးတော့ပြန်ကြွတော်မူပါဆိုပြီးတော့64ကထာပါတယ်ဘယ်လောက်ပါလဲ64ကထာနဲ့ပဲအဲ64ကထာကိုခွဲလိုက်တဲ့ကခန်း10ခန်းလောက်ရှိတယ်နော်ပထမတော့ဒီ
ຫນွေဆောင်းအကုန်ຫນွေကူပေါ့ဆောင်းအကုန်ຫນွေကူကာလရဲ့အလှပဒါတွေကိုဖွဲ့တည်ထားတယ်နောက်တော့မိဘတွေရဲ့ကျေးဇူးကိုပြောတယ်ဖះကိုသွားပြီးဆရာလုပ်နေတာဒီလိုတော့မထင်ပါနဲ့နော်မိဘတွေရဲ့ကျေးဇူးကိုလည်းဖွဲ့တည်တယ်ဒီသောရဏမင်းကြီးနဲ့ဒီမှာမိရုတော်ဂေါတမီတို့ရှိတယ်လေမိဘတွေရဲ့ကျေးဇူးကိုစပ်ဖို့နော်ဒီလိုရာသီဥတုကောင်းတဲ့အချိန်မှာနောက်တစ်ခါအခုချိန်ဆိုရင်သီးနှံတွေကလည်းဟောဆောင်းနှွှဲရတယ်ဆောင်းစပါးတွေဘာတွေစိုက်ပြီးပြီလေနော်အဲ့ဒါဆိုတော့အကုန်လုံးဒီရာသီတွေကသိမ့်ပြီကိုဗျနော်အဲ့ဒါဆိုတော့စားနဲ့ရိတ်ခါသီးနှံတွေလည်းပေါ်ပြီဆိုတော့လူစရာတန်းစရာတွေလည်းပေါ်ပြီအဲ့ဒီအလှူတွေကိုချီးမြှောက်ဖို့အတွက်ကြွပါဗျာဒါတခါနော်အဲ့မှာကြွတဲ့လမ်းတစ်လျှောက်မှာဘလို့လှတယ်ဆိုပြီးတော့ဒီဆောင်းရာသီကနေຫນွေကိုကူးတဲ့အလှပရဖူးလေးတွေထွက်လာတဲ့အားလေးတို့ကြပြာလေးတွေစာလေးတွေစီပြီးတော့ပြောတာအဲ့ဒါကြီးရွတ်ပြန်နေအကြာကြီးဖြစ်နေပါဆိုလို့နော်အဲ့တော့ဘုန်းတို့ဒီဘုန်းတော်ကိုအခုဘုန်းစဉ်းစားတယ်ဒါအခုဘုန်းဒီ9ညလောက်ဟောရင်ဒါအကျဉ်းဆုံးဟောနော်အလဲလဲဟောရင်ည20လောက်ဟောနည်းနည်းချဲ့ပြီးဟောရင်တလားလောက်တော့အနည်းဆုံးဟောအနည်းဆုံးတလားလောက်ဟောမှာဒါခက်ကြဲကြဲသိရမှာဖြစ်ပါတယ်နော်တို့တော့ဘုန်းကဒီမှာကားချက်တွေလည်းကိုယ်အောင်ခက်ချင်းပဲဟောတော့ဒါအကျဉ်းကိုဘယ်နဲ့ရိုက်နေတာပဲနိုင်ဘွဲလောက်ရှိသွားပြီနော်နော်အဲ့ဒါနဲ့ဂါထာ60နဲ့ဒီလိုတည်တယ်နော်အဲ့ဒီမှာလာတဲ့လမ်းမှာအသီးနှံတွေကဘလို့ပေါ်တယ်အသီးနှံတွေကဘလို့သီးနေကြတာအပွင့်တွေကပန်းတွေကဘလို့ပွင့်နေကြတာကျင်းငှက်တာတွေကဘလို့ပေါ်တာတာရဲတလိษံတွေကဘလို့ကိုယဉ်ကျေးတာအဲ့ဒါမျိုးနဲ့အသီးသီးချီးကျူးပြီးတော့နောက်ဒီပြည်တော်ကိုကြွပါဆိုပြီးတော့ဂါထာပေါင်း64ဂါထာဘလောက်ဂါထာလဲအခန်းအနေနဲ့ဖွဲ့ရင်10ခန်းလောက်ရှိတဲ့ဒီဟာတွေနဲ့ပင့်တယ်အဲ့ဒါကိုဂါထာ60ပြုကြားဘူးလားမြန်မာသမိုင်းမှာမြန်မာသားကိုပကံခေတ်ကအနဝထမင်းလက်ထက်ကလောက်ကမြန်မာသားသတ်ပြီးတီထွင်ခဲ့အခုလက်ရှိရင်းနေတဲ့မြန်မာသားအရေးသားတွေရှေးတော့မြန်မာရှေးဦးမြန်မာအရေးသားရှိတယ်အဲ့ဒီကနေပြီးတော့ရှေးဦးမြန်မာအရေးသားအလွန်ခက်ခဲတာဖြစ်တဲ့အတွက်စရုဒ္ဓပကံကျမ်းမှာမြန်မာသားအရေးသားကိုတီထွင်တယ်တီထွင်တဲ့အခါမြန်မာသားအရေးသားကိုဘယ်ကနေယူလဲဆိုတော့ဘုံဘုံတို့အိန္ဒိယနိုင်ငံတောင်ပိုင်းအရေးသားဖြစ်တဲ့ဗျမရီဘာသာအရေးသားနဲ့ဗုဒ္ဓခေတ်အသောခခေတ်လက်ထက်ကရေးခဲ့တဲ့အရေးသားတွေကနေမိညမ်းပြီးတော့မြန်မာသားကိုတီထွင်ဒါကြောင့်မြန်မာသားထဲမှာဗုဒ္ဓသာပေခါတကလုံးဓာတ်ရိုက်ကူးချတာပဲစလုံးပေါင်း4000ကျော်ရှိအဲ့ပါဠိတက်ဟောတာအဘိဓမ္မာဆိုတဲ့ဟာကိုဖတ်ကြည့်ပါနော်ဆရာကြီးတကုတ်ဥထွန်းမြင့်ရေးထားပါတယ်စိတ်ကူးရွှေရွာထုတ်တယ်အဲ့ဒါဗုဒ္ဓစကလုံးတွေကိုပါဠိတော်တွေကိုဓာတ်ရိုက်ယူပြီးမြန်မာစကားသုံးထားတဲ့အကြောင်းတွေအဲ့မှာတည်ထားတယ်နော်ထားတော့အဲ့ဒီကနေဖွဲ့တည်ခဲ့တဲ့ဟာဗကံခေတ်တစ်ခေတ်လုံးဟာမြန်မာစကားမထွန်းကားသေးဘူးအဲ့ဒီကနေပြီးတော့အင်းဝခေတ်ရောက်လာမှမြန်မာစကားကထွန်းကားလာအင်းဝခေတ်ပင်ရခေတ်ရောက်လာတဲ့အခါအခုပြောတယ်ပေလေးပင်ရှင်လေးပါဆိုတော့ခဲ့တောင်တွင်းကြီးတို့မြို့လူလင်းတို့အရက်မှာပေါ့နော်ပေလေးပင်ရှင်လေးပါပေါ်တဲ့အခါရှင်အုံညိုနော်ရှင်ခေမာရှင်မာသီလဝန္တရှင်ဥဒ္ဓမောကျော်ရှင်မာသီလဝန္တရှင်ဥဒ္ဓမောကျော်နော်ရှင်မာရထသာရမပါဘူးရှင်မာရထသာရကအဲ့ဒီအုပ်စုထဲမှာပါဘူးပေလေးပင်ရှင်လေးပါထဲမှာပါဘူးသူကဘရင်ဖုန်ကြီးနော်သူကနန်းတွင်သားအဲ့တော့အခုတောင်တွင်းကြီးတို့မြို့လူလင်တို့ဆိုတာဒါအခုမကွေးမြို့တစ်ပတ်နော်ဓမ္မရဏီဆရာတော်ဘုရားရဲ့မိဘတွေရဲ့ဇာတိနဲ့မဝေးဘူးနော်ထောက်ချတန်းတို့အဲ့ဘက်တွေဟုတ်လားအဲ့ဒါဆိုတော့အခုပြောတဲ့ရှင်အုံညိုဆိုတဲ့မထေရမြတ်ကအဲ့ဒီဂါထာ60ပြိုပါဠိတော်ကနေယူပြီးတော့ရေးတာကာလုဒ္ဒရာမထေရမြတ်လျှောက်တဲ့ဂါထာ60ကိုကြပြာလင်္ကာဖွဲ့တာအဲ့ဒါကြောင့်မြန်မာသာပေဟာထွန်းကားသွားအဲ့ဒီကြမှာမြန်မာသာပေဟာအရှိန်ဟုန်နဲ့ထွန်းကားလာဒီရင်တော့မြန်မာသားပေအားယူနေတယ်မြန်မာသားပေဖွံ့ဖြိုးဖို့အားယူနေတာရှေ့ကိုမရောက်လာတို့တော့အခုရှင်အုံညိုကဘယ်ကြမ်းမှမရေးဘူးဂါထာ60ပြိုတစ်ခုပဲရေးတယ်အဲ့ဒီတစ်ခုနဲ့နာမည်ကြီးတယ်ပေလေးမင်းရှင်လေးပါးထဲမှာပါတယ်ရှင်အုံညိုသူပြုစုခဲ့တဲ့ဂါထာ60ပြိုနော်အဲ့ဒါမသိရင်တော့ဂါထာ60ပြိုကရှင်မလေးတေဝန္တရေးတာလို့ရှင်မတထသာရတို့ရေးတာလို့မဟုတ်ပါဘူးရှင်အုံညိုဘယ်သူတော့ရှင်အုံညိုရေးတဲ့ဂါထာ60ပြိုအဲ့ဒါဖတ်ကြည့်လိုက်ပါဗျာနော်အဲ့ဒါဂါထာ60ပြိုကမြန်မာပြန်လဲရေးပါတယ်နော်ကဲဟုတ်ပြီထားတော့အဲ့ဒီကနေပြီးတော့ဘုန်းတို့အခုဒီဗုဒ္ဓရဲ့ခုပြောတဲ့ကာလုဒ္ဒရာမထေရကြီးကနေပြီးတော့ဂါထာ64ဂါထာအဲ့ဒါလည်းသူတင်တဲ့အကျမ်းတရားရှိတယ်6ဂါထာနဲ့ပဲဟောတော့ပြောတာပါတချို့လည်းဂါထာ20လောက်ပဲရှိပါတယ်ဂါထာ60ကျော်ရှိပါတယ်သူကအဲ့ဒီဟာအတွက်ကိုတိသက်သူတင်တဲ့စာတမ်းတွေထွက်တည်တယ်ထားတော့အဲ့ဒါညင်းဖို့မဟုတ်ဘူးဂါထာ60ပြိုရှိတာဖြစ်တဲ့အတွက်ဒီမှာမင်းကုန်းဆရာတော်ပြောတယ်64ဂါထာနဲ့ဟောပါတယ်64ဂါထာနဲ့ပင့်ပါတယ်တဲ့ဘယ်သူကတော့ဘယ်သူကိုပင့်တာတော့ကာလုဒ္ဒရာမထေရမြတ်ကြီးကမြတ်စွာဘုရားကြီးကိုကြပြာလင်္ကာပေါင်းဘယ်လောက်တော့ဂါထာတော့ကြပြာလင်္ကာပြောတာကြပြာလင်္ကာပေါင်း64ဂါထာနဲ့ပင့်လျှောက်တဲ့အခါမြတ်စွာဘုရားရှင်ကြွမယ်လို့ဂရီပေးလိုက်တယ်အဲ့ကြွမယ်လို့ဂရီပေးတာကတပေါင်းလားပြီ
အဲကြောင့်တပေါင်းလားပြည့်နေ့ကိုမိဘတွေကျေးဇူးဆက်ပြန်မှာအထူးအားဖြင့်အဖေရဲ့ကျေးဇူးကိုဆက်ပြန်မှာဖြစ်တဲ့အတွက်တပေါင်းလားပြည့်နေ့ကိုပြည်တော်ဝင်အခါတော်နေ့တို့မို့ဗုဒ္ဓဘာသာအဖေများနေ့နော်ကဘာက Father's Day အဖေများနေ့ကို6လပိုင်းတတိယပတ်တနင်္ဂနွေနေ့ကိုကျင်းပကြနော်အဲ့ဒီနေ့ကဘယ်ရက်ပြည့်မကြောင်းတော့မသိဘူး18ရက်ပြည့်ဖြစ်မယ်6လပိုင်း17ရက်ပြည့်20ရက်ပြည့်ဖြစ်တတ်တယ်တို့6လပိုင်းနော်တတိယပတ်တနင်္ဂနွေနေ့ကိုဟိုအမေရိကန်မက္ကဆီကဒီဝါ Las Vegas အဲ့ဒီဒေသမှာမိုင်းတွင်းပြိုကျအဲ့မှာလူ200လောက်ခါတဲ့တည်သွားတယ်အဲ့တော့မိဘတွေသားသမီးတွေနဲ့မယားတွေအတွက်စီးပွားရှာရင်နဲ့တည်သွားကြတယ်ဆိုပြီးတော့တစုပြုံနဲ့တည်သွားကြတဲ့အဖေတွေကိုဂုဏ်ပြုသောအားဖြင့်အဲ့ဒီမိုင်းတွင်းပြိုကျတဲ့နေ့ကို Father's Day အဖေများနေ့ဆိုကြပါကျင်းပါကြနော်အထိပ္ပယ်တော့ဒီလောက်လေးပေါ့ဗျာအခုဗုဒ္ဓဘာသာကျတော့အဖေကျေးဇူးတော်ရဏဘယင်ကြီးကျေးဇူးသက်ပြန်တာမိဘကျေးဇူးသက်ပြန်တဲ့နေ့တပေါင်းလားပြည့်နေ့ကိုစကြည့်တာအဲ့တပေါင်းလားပြည့်နေ့ကိုတိုင်းပြည်ပြန်တဲ့နေ့ဖြစ်တဲ့ပြည်တော်ဝင်အခါတော်နေ့သို့မဟုတ်အဖေများနေ့ဗုဒ္ဓဘာသာအဖေများနေ့အဲဆိုအမေများနေ့ကျတော့ပြာသူလားပြည့်နော်အဲ့တော့ယာတိဥရုကตาရတဲ့အေးချမ်းတဲ့စီးနှင်းမြူတဲ့သူတွေမျိုးကိုကင်းပြီးတော့တကယ်ကိုအေးမြတဲ့အမေရဲ့မေတ္တာနဲ့တူတဲ့ဒီပြာသူလားပြည့်နေ့ကိုအထိမ့်မဲ့ပြီးတော့ဆေဥတုကတော့ပြာသူလားပြည့်အမေများနေ့ဖြစ်ခြင်းပါကဘာမှာတော့အမေများနေ့ကို9လပိုင်းမှာ Mother's Day ဆိုပြီးတော့9လပိုင်းထဲမှာ6ရက်လို့ထင်ပါလေအဲ့ဒါအမေများနေ့ဖြစ်ခြင်းပါရအဲ့တော့ကဘာကအဖေများနေ့အမေများနေ့ဗုဒ္ဓဘာသာအဖေများနေ့အမေများနေ့တူလားမတူတော့ဒါလေးဘုသူတမကသူများအဖေနေ့ဆိုလိုက်နေမနေနဲ့နော်နေ့တော့နေ့ပေါ့ဗျာဘာဖြစ်လဲတို့တော့ဘုရားဘာသာအဖေနေ့အမေနေ့သိဖို့မလိုဘူးလားရာသူလားပြည့်နေ့ကိုနောက်ပိုင်းခေတ်ကြမှာဇာယီဥဒုကတော့အမေများနေ့နဲ့ရာသူလားပြည့်ရာသီဥဒုရဲ့အမေရဲ့မေတ္တာတွေကိုနှိုင်းရှင်ပြီးရာသူလားပြည့်နေ့ကိုအမေများနေ့ဖြစ်ကျင်းပခဲ့ကြတယ်နော်အေးတပေါင်းလားပြည့်နေ့ကိုဖခင်ကျေးဇူးသက်ပြန်တဲ့နေ့ဖြစ်တဲ့အတွက်ခမည်းတော်ကြီးကိုဥတင်ပြီးတော့ကျေးဇူးသက်ပြီးတဲ့နေ့ဖြစ်တဲ့အတွက်ဗာလေအဖေများနေ့ဘုရားဘာသာအဖေများနေ့ဖြစ်ကျင်းပကြကဲဟုတ်ပြီအဲ့လိုနဲ့ကျင့်သွားတဲ့အခါကျတော့ဒီကပိလဝိတ်ကိုရောက်ဖို့ဆိုရင်ဒီဘက်ကရာသကြိုပြီးခုဝေလူဝင်ကြောင်းဒီကပိလဝိတ်ကိုကြွားဖို့မိုင်းပေါင်း600လောက်ဝေးတယ်နော်ယူဇနာ60ခီးပေါ့မိုင်းပေါင်း600အဲ့ဒါမြတ်စွာဘုရားဒီနေ့ကို10မိုင်ကြွမယ်ဒီနေ့ကိုဘယ်နှမိုင်ကြွမလဲမှတ်လွယ်အောင်လို့ပြောနေတာနော်ယူဇနာတွေဆိုတခါတည်းမိုင်းမထွက်ပဲနေမှာတလို့မှတ်လွယ်အောင်လို့မိုင်းက10မိုင်ယူတာရှိတယ်စနစ်သမခွန်3ယူတာရှိတယ်ထပ်3မိုင်ယူတာရှိတယ်10မိုင်ယူတာရှိတယ်အဲ့ဒါဂျားချပြီးတော့တယူဇနာကိုဘယ်နှမိုင်တော့10မိုင်နဲ့ပဲအတွက်ယူဇနာ60ဆိုတော့မိုင်600ခီးတရက်ကိုဘယ်နှမိုင်ကြွမလဲမြတ်စွာဘုရားရှင်ခီးသွားတဲ့ကခီးသွားတဲ့ပုံစံနှမျိုးရှိတယ်ခီးသွားတာကိုစာလို့ကျတော့ဒေသစာရီလို့ခေါ်တယ်စာလို့ဘယ်လိုခေါ်လဲတုရိတဒေသစာရီနဲ့အတုရိတဒေသစာရီဆိုပြီးရှိတယ်နော်တုရိတဒေသစာရီကတော့မြတ်စွာဘုရားရှင်က emergency ပေါ့ accidentally အာလောက်ကကိုသွားချွတ်မယ်နော်အဲ့ဒါကတော့ဘသူကပင့်လို့သွားမယ်ဒါသူမနာပန်းတဲ့ကပင့်တယ်အဲ့ဒီမှာမြတ်စွာဘုရားအေးပေါ့အဲ့ဒီရောက်လို့တဲ့ခီးကိုကောင်းကင်ကနေကြွမယ်တဲ့သူ့အိမ်ကိုတန်းကြွအဲ့လိုတန်းပြီးတော့ကြွတာကိုကျတော့တုစိတနော်တုရိတဓမ္မဒီဒေသစာကြီးလို့ခေါ်တယ်ဓာတ်ရိုက်ကြွတဲ့ခီးပေါ့အရေးပေါ်ခီးပေါ့အလင်းလိုတဲ့ခီးလို့ပြောတယ်နောက်ဒီမှာကျတော့မြတ်စွာဘုရားရှင်ကဒီ60ကိုယူသနာ60ကိုရက်60နဲ့ကြွမှာတရက်ကို10မိုင်လုံးနဲ့အစင်ချပြီးတော့ကြွမှာဖြစ်တဲ့အတွက်အတုရိတဓမ္မဒေသစာကြီးလို့ခေါ်တယ်အစီအစဉ်နဲ့ကြွတဲ့ခီးလို့ပြောကြတာဟုတ်လား trip plan ဆွဲပြီးတော့ဒီရက်ကိုဒီလောက်ကြွမယ်ဒီရက်ကိုလောက်ကြွမယ်ဘယ်ရွာမှာနားမယ်ဘယ်နှမ်းမှာနားမယ်အဲ့လိုမျိုး plan တစ်ခါတည်းပြောလိုက်တဲ့အခါဒါကိုကာလုဒ္ဒကြီးမထေရမြတ်ကြီးကသောရဏမင်းကိုသွားပြောတော့သောရဏမင်းအဲ့လမ်းတစ်လျှောက်မှာသူ့ရဲ့နော်သူတိုင်းပြည်တယ်မဟုတ်ဘူးသောရဏတိုင်းပြည်တယ်မဟုတ်ဘူးသောရဏနဲ့တိုင်းပြည်အဝေးကြီးသို့တော့သူတငယ်ချင်းကိုလှမ်းပြီးကူညီတောင်းပြီးတော့အခုပြောတဲ့ဗိမိသာရတွေကိုကူညီတောင်းပါပေါ့အဲ့ဒီတယူသနာကိုတမိုင်ကိုစွန့်ခံယူပါလမ်းထိပ်မှာဇရက်တေးဖျားနာကိုကြောင်းနေရိုက်ကြောင်းနေအကုန်ဆောက်ပြီးတော့စနစ်တကျပလန်နဲ့ကိုဆွဲပြီးဒီလိုကြွနော်အဲ့လိုနဲ့ကြွလိုက်တာတပေါင်းလားပြီတကူလားပြီကစုံလားပြီဘယ်နှလားရှိသွားပြီတပေါင်းလားပြီကနေတကူလားပြီဆိုရင်တလားတကူလားပြီကနေကစုံလားဆိုရင်တလား2လဆိုရင်မဲ့ရက်စုံရက်မစုံတဲ့အတွက်တော့59ရက်ပဲရှိသေးတယ်အဲ့တော့ရက်စုံပြည့်အောင်ဆိုရင်တော့ရက်60ပြည့်ဖို့ကစုံလားပြီကျော်တရက်ကျမှရက်က60ပြည့်ဒါကြောင့်ကစုံလားပြီကျော်တရက်နေ့ကိုယူဇနာ60ရှိတဲ့ခရီးရောက်ပြီလားဟဲ့ဘယ်ရောက်သွားတာလဲဘယ်ရောက်သွားတာတော့ကပိလဝိတ်ကိုရောက်သွားတာလေဘယ်ရောက်သွားတာတော့တခါတည်းမှတ်ခဲ့နော်
တရက်ကိုတယူသနာနဲ့ကြွလိုက်တာအခုယူသနာဘယ်လောက်တော့60ရက်60ကြာသွားတဲ့အခါကစုံလာပြီးကြောတရက်နေ့မှာရောက်သွားတယ်အဲ့မှာထူးခြားတာလမ်းခီးတစ်လျှောက်မြတ်စွာဘုရားရှင်ဘယ်ကဆွန့်စားလဲမြတ်စွာဘုရားရှင်ဘယ်ကနေဆွန့်ဖုံးပေးလဲမြတ်စွာဘုရားရှင်ဖုံးပေးတဲ့သွန်ဟာအဲ့ဒီကပိလဝက်ကဆွန့်ဖုံးနော်သောရဏမင်းကြီးနဲ့ဆွေမျိုးတွေလှူတဲ့သွန်ဖုံးတယ်ဘယ်လိုလုပ်ဖုံးတာဆိုကာလုဒ္ဒကြီးကနေတိုင်းဆွန့်ခံကြွပြီဆွန့်ခံကြွပြီးတော့မြတ်စွာဘုရားရှင်ကိုပြန်ကတ်ဒါကြောင့်ကာလုဒ္ဒကြီးဟာဆွေမျိုးတွေကိုချီးမြှောက်တဲ့နေရာမှာဣတရရဖျားဒီကြွတဲ့ခီးစဉ်တစ်လျှောက်ကလမ်းနေဆွန့်ခံတာမဟုတ်ဘူးဆွန့်ခံဖုံးပေးတာမဟုတ်ဘူးတခြားယဟန္တာပေါင်း2000ပါတယ်အဲယဟန္တာပေါင်း2000ကတော့ဆိုင်ရာရွာလေးတွေမှာခွဲဖြန့်ပြီးတော့ဆွန့်ခံပြီးဖုံးပေးတယ်မြတ်စွာဘုရားရှင်ကတော့ကပိလဝက်နန်းတော်ကနေနေ့စဉ်ဓာတ်ရိုက်လှူနေတဲ့စွန့်တွေကိုကာလုဒ္ဒကြီးအလှခံလာတဲ့ဇံပိန်ရှင်နဲ့အလှခံပြီးကြွလာတဲ့ဟာကိုမြတ်စွာဘုရားကတ်တဲ့သွန်ကိုနေတိုင်းဖုံးပေးတယ်ဒါကြောင့်ဆွေမျိုးတွေကိုအလှနဲ့ချီးမြှောက်သွားအဖြစ်ကာလုဒ္ဒကြီးဟာဆွေမျိုးတွေချီးမြှောက်တဲ့နေရာမှာဣတရဘွဲ့ရနော်အဲ့တော့ဣတရရတဲ့ထဲမှာဒါတပါးအပါဝင်ပေါ့နော်တိုင်းထားတော့အဲ့ဒါဆိုတော့ခုကစုံလာမေးကျော်တရက်နေ့ရောက်တဲ့ကဒီမှာဘာကြောင့်ဒါကိုအကျေတွင်ပြောနေတာလဲဆိုတော့ဘုံဘုံတို့ဗျာဖွာဖြစ်စံဤလေးတံမှတ်ရန်ကစုံလာနော်ကစုံလာနဲ့ပတ်သက်ပြီးတော့အမှတ်သား၄ခုရှိတယ်ဗျာဖွာဖြစ်စံဤလေးတံမှတ်ရန်ကစုံလာအားလုံးလိုက်ပြောကြည့်ပါဦးဗျာဖွာဖြစ်စံဤလေးတံမှတ်ရန်ကစုံလာအေးတချို့ကဖွာပွင့်ဟောစံဗျာဒိတ်ခံမှတ်ရန်ကစုံလာဆို5မျိုးပြတာရှိနော်ဖွာပွင့်ဟောစံဗျာဒိတ်ခံမှတ်ရန်ကစုံလာဖွာမနော်ဘူးလားပွင့်ဘုရားဖြစ်တော်မူတာဟောဓမ္မသက်ကြာဟောတာဟုတ်လားဖွာပွင့်ဟောဓမ္မသက်ကြာဟောတာဟောတာကိုဘုဒ္ဓဝင်ဟောတယ်လို့ယူတာဓမ္မသက်ကြာဝါသူလာမှာဟောတာလေခုကစုံလာဖွာပွင့်ဟောတာကိုဘာယူပါလဲဘုဒ္ဓဝင်ဟောတယ်လို့ယူတယ်နောက်တခါစံပရိနိဗ္ဗာန်စံတယ်နောက်တစ်ခုဗျာဒိတ်ခံနော်အဲ့တော့ဟရိမှာဟောတယ်ဆိုတဲ့ဟာကိုဘုံတို့ကစာပေတေချာလေ့လာတဲ့အခါကျတော့ဒါဘုဒ္ဓဝင်ဟောတာမဟုတ်ဘူးဘုဒ္ဓဝင်ဟောတာကစုံလားပြမဟုတ်ဘူးကစုံလားပြကြောတရက်မှာအတိအကျတွေ့ရနော်ဒါကြောင့်ဘုံတို့က၄ခုကိုပဲကောက်ပါတယ်ဗျာဖွာဖြစ်စံဤလေးတံမှတ်ရန်ကစုံလားဆိုကြည့်ပါဦးကစုံလားပြဗုဒ္ဓနေဆိုတာဒီ၄ခုအထိမ့်မှတ်ကိုပြုတာပါဒီ၄ခုအထိမ့်မှတ်ပြုတာပါနော်အဲကြောင့်ဖွာပွင့်ဟောစံဆိုတဲ့ဟာကမကြိုက်ပါဘူးဗျာဖွာဖြစ်စံကိုပဲကြိုက်ပါတယ်ခိုင်းထားတော့အဲ့လိုနဲ့ဗုဒ္ဓဝင်ဒေသတော်ကြီးဟာကစုံလားပြကျော်တရက်နေ့ကိုမြတ်စွာဘုရားရှင်ဗုဒ္ဓဝင်ဒေသကိုဟောမဲ့အချိန်ရောက်လာအဲ့တော့ဒီဗုဒ္ဓဝင်ဒေသတော်ကဟောကျင်နိုင်ဟုတ်လို့မရအဲ့တော့ဒီဆွေမျိုးတွေကကပိလဝက်ကနေစီးကျူတယ်တော့နန်းတော်ထဲမှာတက်ပြီးမပင်ဘူးပယ်ရောက်သွားတယ်လဲဆိုတော့ဏိကြောတာကိုကြောင်းတယ်ဘယ်ကြောင်းတယ်လဲဏိကြောတာဆိုတာဗန္ဓယန်ကြီးကိုပြောတာညောင်ပင်ရွှေညောင်ပင်ကြောင်းပေါ့ဗျာဒီနေ့ဘုံဘုံတို့ဏိဘောနိုင်ငံကိုရောက်တဲ့အခါဏိကြောတာကိုကြောင်းဏိကြောတာကိုကြောင်းရဟိုနောက်နေကျတော့မဟာဟုတော်မဟာသမယတို့ဟောတယ်မဟာဟုတော်ရှိနော်အဲ့ဒီဘက်လာကျဏိကြောတာကိုကြောင်းဏိကြောတာကိုကြောင်းထိတ်မှာညောင်ပင်ကြီးအဲ့ဒီညောင်ပင်ကြီးကိုဆွဲပြီးဏိကြောတာကိုကြောင်းလို့ခေါ်တယ်အဲ့ဒါဆွေမျိုးတွေစုလှူတယ်ကြောင်းနော်အဲ့တော့အဲ့ဒီကြောင်းကြီးကိုဆွေမျိုးတွေတခါတည်းအခမ်းအနားနဲ့ပင့်သွားပြီးတဲ့အခါဆွေမျိုးတွေကဝင်းမချဘူးငယ်တဲ့အဲ့မှာမြတ်စွာဘုရားရှင်တတ်တော့39ရောက်တော့နော်39နဲ့ရောက်အဲ့တော့39နဲ့ငယ်တဲ့လူတွေဘုရားဝှချကြ38 39 40အဲ့ဒီထက်ကြီးတဲ့လူတွေကနောက်မှနေတာဝင်းမချခက်တီတီပဲနော်သူတို့ကဘယင်ဟိုဘက်ကဘုန်းကြီးဝတ်သွားတဲ့ပုံမှာသူတို့မကျေနပ်ကြအဲ့ကြောင့်ခက်တီတီပဲမာနသိတ်ကြီးတယ်အဲ့လိုဖြစ်နေတဲ့ကမြတ်စွာဘုရားရှင်ဩငါအမျိုးတွေမာနလည်းကြီးလာပြီလားနော်သူတို့ဒီမာနတွေကိုအစွဲချိုးဖို့ဆိုရင်ငါရဲ့ဗုဒ္ဓရဲ့ဖျားဆိုတဲ့အင်အားပြမှရမယ်။ဘာအင်အားပြမှရမယ်လဲ။ဖျားဆိုတဲ့အင်အားပြဖို့ကမြတ်စွာဘုရားရှင်ကဒါဘုန်းတို့တတ္တဟာကြလဲပြောမယ်။အဲဒီတတ္တဟာမှာပထမဆုံးယမိုက်ပြတဲ့ဟာပြပြီးဖျားရဲ့တကူဆွမ်းအားတွေပြခဲ့ပြီ။အခုလည်းဖျားရဲ့တကူဆွမ်းအားတွေပြလိုက်မှသာငါဆွေမျိုးတွေဟာအကုန်လုံးမာနအစွဲချိုးနိုင်လိမ့်မယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်စဉ်းစားမိတာနဲ့တခါတည်းစัจ java လာတိုက်ပေါင်း1000နဲ့ပြောစัจ java လာဘယ်လောက်လဲစัจ java လာတိုက်ပေါင်း1000ဒီလိုကဘာ1000ရှိတကဘာမှာဘေးမှာအချမ်းရံတွေအများကြီးရှိတယ်ကျေရီလာတယ်နော်အဲ့လိုပဲတခြားစัจ java လာတွေကအဲ့လိုပဲ one universe ပေါ့ galaxy wave တစ်ခုကိုပြောတာပါကဘာအပါဝင် galaxy wave တစ်ခုအဲ့လို galaxy wave ပေါင်း1000ရှိစัจ java လာတိုက်1000
အဲ့ဒီမှာရှိတဲ့အားဒီအများကြီးပေါ့နော်အဲ့စัจ java လာတိုက်တောင်းမှာစัจ java လာရဲ့တိဆောက်မှု structure ကတူးတယ်အဲ့တော့၄ကျွန်းတက်မြင့်မို့၄ကျွန်းတက်မြင့်မို့ပဲကျွန်း၄ကျွန်းရှိတယ်ရှေ့ကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းအလယ်မှာသမုဒ္ဒရာကြီးရှိတယ်သမုဒ္ဒရာရဲ့အလယ်မှာမြင့်မို့တောင်ရှိတယ်ပုံစံတူစောက်တာစัจ java လာရဲ့တိဆောက်မှုနော်အဲ့မှာမြတ်စွာဘုရားစัจ java လာတိုက်တောင်းမှာရှိတဲ့မြင့်မို့တောင်1000စัจ java လာတိုက်တောင်းဆိုမြင့်မို့တောင်ဘယ်လောက်ဖြစ်သွားလဲအဲ့မြင့်မို့တောင်1000ကိုတိုင်ကြီးတွေလှုပ်လိုက်တယ်ဘုရားတကိုးနဲ့နော်တိုင်ကြီးတွေလှုပ်လိုက်ပြီးတော့ခါအဲ့မြင့်မို့တောင်1000မှာရှိတဲ့တိုင်ကြီးတွေကိုယရနာထုတ်တန်းကြီးတွေပြေးလိုက်တကိုးနဲ့ပြေးနော်တကိုးနဲ့အဲ့လိုတကိုးပညာတကိုးနဲ့ဖန်ဆင်းပြီးတော့တခါလေဩရာတကတိုင်းဝင်သားပြီးစัจ java လာတိုင်းကို1000အကုန်လုံးခါလေလင့်ကျင်းပြီးတော့ခါလေဖွင့်နေအောင်အကုန်လုံးမြတ်စွာဘုရားရှိရဲ့အယောင်ဟောနဲ့လွှမ်းခြုံသွားအောင်ကတိုင်းပရိကံဝင်သားပြီးတော့ခါလေကတိုင်းသရုတ်တသံအဘိညာတဘာဝဝင်သားပြီးတော့ခါလေစัจ java လာတဲ့ကြောင့်ဖန်ဆင်းပြလိုက်အကုန်လုံးစัจ java လာတိုက်တော့မှရှိတဲ့နတ်တွေပြမာတွေအကုန်လုံးပြုံးပြီးရောက်လာအကုန်ပြုံးပြီးရောက်လာတဲ့ပုံကိုယ်တွေကိုဒီနတ်တွေပြမာတွေကိုမြင်နေကြရတယ်အဲဟောစရာကောင်းအဲ့လိုဖြစ်တဲ့အခါမြတ်စွာဘုရားရှင်အဲ့ဒီကောင်းကင်ကိုကြွသွားပြီးတော့အဲ့ဒီမှာယမိုက်ပြာတွေကပြတယ်။ဘာပြတဲ့ဟာပြလဲ။ဆိုတော့တကိုးပြတိဟာဆိုတော့မြတ်စွာဘုရားရှင်တကိုးပြတဲ့အကုန်လုံးဟာတကိုးပြတိဟာခေါ်တာပဲ။အခုဥရဝေလကသဗ္ဗအစရှိတဲ့ယသိ1000လည်းမြတ်စွာဘုရားတကိုးပေါင်း3500ကျော်ပြခဲ့။တကိုးဆွမ်းအားတွေ။ဟိုယမိုက်ပြတွေကကျတော့မြတ်စွာဘုရားရှင်နဲ့ဆက်လို့4ချိန်ပဲရှိတယ်။ဘယ်နှချိန်ပဲရှိလဲ။အဲ့တော့ပထမဆုံးယမိုက်ပြတွေဟာပြတာမြတ်စွာဘုရားရှင်ဘုရားဖြစ်ပြီးတော့တတ္တတတ္တဒုတိယမြောက်နော်အာနိမိတ်တတ္တဟာအပြီးမှာပထမဆုံးယမိုက်ပြတွေဟာယင်ပြီးအဆုံးပြတွေဟာတကိုးပြအခုဒုတိယဆွေတော်မျိုးတော်တွေကိုခြေချွတ်ဖို့အတွက်ဘုရားဆွမ်းအားပြတဲ့အနေနဲ့ဒုတိယဝါလွန်မြောက်တဲ့အခါအခုဒီခန်းမှာယမိုက်ပြတွေဟာယင်ပြီးအဆုံးပြနောက်တတိယကနော်ဘုံဘုံတို့ဒီအထွက်ဘက်မှာပူတော်လိမ့်မယ်တာဝရဏပြည်ကိုကြွတော့မယ်ဆိုတဲ့အခါခொနဝါမြောက်မှာအဘိဓမ္မာတရားတက်ဟောဖို့လုပ်တဲ့အခါကျတော့တာဝိထိမှာကန္တံပတရားပြုပင်ရင်မှာနော်တခါတည်းဒိဋ္ဌိတွေနဲ့တကူပြိုင်တဲ့အခါမှာယမိုက်ပြတဲ့ဟာပြနောက်ဆုံးတော့နာလကရောင်မှာပြတယ်လို့ပြောတယ်တို့တော့ဒီဟာကတော့နည်းနည်းငုံနေတယ်ဒီ3ခုထင်ရှားတယ်နော်အဲ့ဒါကြောင့်ဘုရားရှင်ရဲ့သက်လုံး45နှစ်လုံးဟာယမိုက်ပြတဲ့ဟာရေမီးအုံတကူက4ချိန်ပဲပြခဲ့တယ်ကျန်တဲ့တကူတွေကတော့လိုအပ်တယ်လို့အကျဉ်းချင်းပြခဲ့တယ်လို့ဒီလိုမှတ်နော်အဲကြောင့်တကူပြတိဟာနဲ့ယမကပြတိဟာမတူပါဘူးယမကပြတိဟာဆိုယမကဆိုတာအစုံလိုက်ဒွိပေါ့တပြိုင်နဲ့နော်အဲ့ဒါတော့အဲ့မှာကောင်းကင်ကိုကြွသွားပြီးတော့မြတ်စွာဘုရားရှင်ကခန္ဓာကိုယ်ရဲ့အထက်ဘက်ကရေအောက်ဘက်ကမီးအောက်ဘက်ကမီးထက်ဘက်ကရေမီးဖြစ်လိုက်ရေဖြစ်လိုက်မီးဖြစ်လိုက်ရေဖြစ်လိုက်မီးဖြစ်လိုက်ရေဖြစ်လိုက်နော်လက်ဖြစ်တဲ့အတွက်စိတ်တက်ခဏအပေါင်းကြီးဂရေသိမ့်ခုလက်ဖြစ်တဲ့အတွက်စိတ်တက်ခဏဒီမှာဂရေသိမ့်တဲ့ချီပြီးစိတ်ဖြစ်စင်နေဖြစ်သွားတယ်အဲ့ဒီစိတ်ဝီရိတစ်ချက်ချင်းတွေကိုမြတ်စွာဘုရားရှင်နိုင်အဲ့ဒီစိတ်တစ်ချက်ချင်းဒီမှာဖြစ်ရှင်တာအကုန်ဖြစ်လို့ရတယ်အဲ့လောက်ဒီစိတ်တော်နိုင်နေတာဒါကြောင့်ဒီယမကပြရိဟာတာဝကတွေနဲ့မဆက်ဆက်အကတာဝကတွေလည်းမပြနိုင်နော်ဒီရောင်ကြီးတော်6သေးတို့ယမကပြရိဟာတို့ကဘုရားပဲပြနိုင်တယ်နော်အဲ့မှာဝီရိတစ်ချက်အလွန်မြန်တဲ့နှုံနဲ့ဖြစ်နေတဲ့ဒီစိတ်မှာရေဖြစ်လိုက်မီးဖြစ်လိုက်မီးဖြစ်လိုက်ရေဖြစ်လိုက်ရေဖြစ်လိုက်မီးဖြစ်လိုက်ရေဖြစ်လိုက်အစုံအစံရေမီးအစုံနော်အပေါ်ကရေအောက်ကမီးတောက်လျှောက်ကြီးမဟုတ်ဘူးအပေါ်ကရေဖြစ်လိုက်မီးဖြစ်လိုက်အောက်ကရေဖြစ်လိုက်မီးဖြစ်လိုက်တော့အပေါ်ကရေဖြစ်ရင်အောက်ကမီးအောက်ကမီးဖြစ်ရင်အပေါ်ကရေမြင်ရတဲ့သူတွေကတပြိုင်နဲ့ရေတွေမီးတွေတခါတည်းရေတကုံကြီးတွေကတည်းတတဟောထိုးကြလာလို့မီးတော်ကြီးဝုန်းနဲ့တခါတည်းဝုန်းနဲ့မီးတော်ကြီးတွေထောက်တောက်နေသလိုအဲ့လိုမျိုးဖြစ်အောင်နော်အထက်ဘယ်နှခုရှိသွားပြီအထက်နဲ့အောက်ကတစုံအရှိအနောက်တစုံဘေးနှစ်ဖက်တစုံဟုတ်လားနောက်တကမျက်လုံးတော်နှစ်ဖက်တစုံနားတော်နှစ်ဖက်တစုံနှာခေါင်းတော်နှစ်ဖက်တစုံနော်ပခုံးတော်နှစ်ဖက်တစုံနော်မိလကနံပါးတော်နှစ်ဖက်တစုံလက်တော်နှစ်ဖက်တစုံခြေတော်နှစ်ဖက်တစုံမွေးညင်းတော်တဆူမွေးညင်းတော်တွေကတစုံမွေးညင်းတွင်တရင်မွေးညင်းတဲ့နေရာတစုံဆိုတော့ဘယ်နှခုရှိသွားမစိုးလိုက်ရည်နိုင်တယ်အဲ့ဒါ12ခုပဲနော်ယမကပြတဲ့ဟာကအချင်းရ12မျိုးနဲ့ပြနော်အဲ့လိုချင်းရ12မျိုးနဲ့တပြိုင်နဲ့ဟာရေတွေထွက်လာပြီမီးဟာရေတွေမီးတွေတပြိုင်နဲ့ထွက်နေတယ်တော့ဘလောက်ကြီးညိုတယ်ကောင်းလိုက်နော်ရေတွေမီးတွေတပြိုင်နဲ့ကဲဒီဘက်ကရေဖြစ်လိုက်မီးပြောင်းသွားလိုက်ဒီဘက်ကရေဖြစ်လိုက်မီးပြောင်းသွားလိုက်တပြိုင်နဲ့အဲ့လိုမြင်ရတဲ့ကကြီးညိုလိုက်တာလေလူတွေနဲ့ကြီးညိုတာမဟုတ်နတ်တွေကလည်းကြီးညိုတယ်မြမာတွေကလည်းကြီးညိုအကုန်လုံးကလက်အုပ်မချီပဲမနေတာအဲ့ဒီမှာတခါတည်းတောရဏမဟာယာသာကြီးကထပြီးတော့လက်အုပ်လဲချီလိုက်ရောဒါသားတော်ဘုရားကိုနော်
တိယတစ်ချိန်ပေါ့ဗျာဟုတ်လားဟိုဘုရားလောင်းလေးလာသားလေးတို့ကလေလေထုံမင်္ဂလာတော့ပထမဆုံးအာနာပါနအခြေခံပြီးတော့ပထမသံဝင်သားနေတော့တစ်ချိန်ဟုတ်လားနော်ဒါနောက်သားတော်လေးဖားပိကသားတော့အာလာရကယေတိရဲ့အာလာရယေတိရဲ့ဥကောင်းထက်ကိုရောက်တော့တာပထမဦးဆုံးရှိခိုးတယ်ပထမသံဝင်သားနေတော့လေထုံမင်္ဂလာမှာပထမသံဝင်သားနေတော့ဒုတိယတစ်ချိန်အခုတော့တတိယတစ်ချိန်တတိယအချိန်ရောက်ဘုရားရှင်လက်ထက်မှာမြတ်စွာဘုရားရှင်ကိုဖတ်ပြီးတော့သူမြတ်စွာဘုရားရှင်ကိုထိခွင့်ရခဲ့တဲ့ပုဂ္ဂိုလ်က၄ယောက်ပဲရှိသောရဏမင်းကြီးရဲ့အာနန္ဒာရဲ့ရှင်အာနန္ဒာရဲ့ရှင်သာရိပုတ္တရာရဲ့ရသောတရားဒီ၄ယောက်ကလွဲရင်ဘယ်သူမှမြတ်စွာဘုရားရှင်ကိုမထိနိုင်သောရဏမင်းကြီးကတော့ဖတ်တာတခါတည်းခါဖတ်ပြီးသားတော့ရဲ့လွမ်းလာပြီမလားအဲ့လိုကိုဘုရားကိုခါလေရောက်ချင်းဒီလိုမျိုးဖတ်နန်းတော်ထဲမှာနော်ဟုတ်လားအဲ့တော့ဒီရှင်သာရိပုတ္တရာကျတော့မြတ်စွာဘုရားရှင်တာဝရဏနတ်ပြည်နေကြွလာတဲ့အခါဘုရားမြေကြီးကိုခြေောက်အစုံထိပြီဆိုတာနဲ့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားရှင်ဖမိုးနှစ်ဖက်တော်ကိုဥကောင်းနဲ့ကပ်ပြီးတော့တခါတည်းရှိခိုးတာဒါတစ်ချိန်ထိအရှင်အနန္ဒတော့ပြုစုရင်းနဲ့ဒါရေမိုးချုပ်ပင်ပြုစုရင်းနဲ့ထိရတာပေါ့နော်ရသော်တရားတော့အခုဒီပွဲမှာပါပဲမြတ်စွာဘုရားရှင်ကြွလာတဲ့အခါရသော်တရားလည်းမာနကြီးတယ်တွားမတွေ့ဘူးဟုတ်လားဘုရားသွားမှုတော့မြတ်စွာဘုရားရှင်အက္ခတာဝကကြီးနှစ်ပါးခေါ်သွားပြီးတော့သောရဏမင်းကြီးနဲ့တခါတည်းနန်းတော်ထဲကြွသွားတယ်ရသော်တရားရဲ့အဆောင်ကိုကြွသွားတယ်ကြွသွားတဲ့အခါရသော်တရားတခါတည်းဖော်ဝါနှစ်ဖက်ကိုမျက်နှာအပ်ပြီးတော့ကျူပါအောင်ငိုတာနော်ငိုလို့ဝါတဲ့ထိငိုတဲ့ခန်းနေပြောအောင်သူခန်းရောက်မှပြောတာပေါ့ရနော်အဲ့တော့ဒီယရဏဂုံကြီးမှာဖတ်ကြည့်ယရဏဂုံကြီးနောက်များလိမ့်ပါဘာကလည်းဆရာတော်ဘုရားကြီးရသော်တရားငိုတဲ့ခန်းကိုလင်္ကာနေနဲ့ရေးတာဘုံဘောတော့မခံစားနိုင်လို့မပြောတော့နော်တကယ်ဖတ်ကြည့်ပါတအားကောင်းတယ်ဆရာတော်ဘုရားကြီးအရေးသားလည်းသိကောင်းစာအုပ်တွေညွှန်းတာကဘုံကိုအောင်မဟောနိုင်ဘူးတော့လိုက်မှတ်ထားပြီးကိုဖတ်ကြဟုတ်ပြီနော်ယရဏဂုံကြီးဘာကလည်းဆရာတော်ဘုရားကြီးယရဏဂုံကြီးစာအုပ်နောက်နှမ်းလေးမှတာဖတ်လိုက်နော်ရသော်ရငိုခန်းပါကြိုင်ထားတော့အဲ့တော့ဒီမှာမြတ်စွာဘုရားရှင်ကကောင်းကင်နဲ့ရမိုက်ပြားရဲ့အစုံပြအဲ့လိုလေပြတဲ့ခါကျတော့စัจ java လားတိုက်ပေါင်း1000ကရောက်လာတဲ့နတ်မြမာတွေရောခါရပြိတ္တကြီးကတစ်ခက်နဲ့ကြည့်တယ်နော်အဲ့တော့ပြိတ္တ4ပါပြိတ္တ10ပါအကုန်စုံတစ်ခဲနဲ့ကြည့်မြတ်စွာဘုရားရှင်ကိုကြည်ညိုကြအဲ့လိုကြည်ညိုကြတဲ့အချိန်မှာနော်ဟိုဂေတကုတ်တောင်ဆိုတာရာသီကြုံမှာရှိတာဟုတ်ကဲ့လရဥကောင်းပုံစံလရနှုတ်သီးပုံစံကြောက်တုံးကြီးတွေတိုးထွက်တယ်နော်မြတ်စွာဘုရားအကြောင်းရှိတယ်အဲ့ဒီတောင်ထိပ်နော်အဲ့ဂေတကုတ်တောင်မှာရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့အဲ့မှာရှိတဲ့ဂူတွေထဲမှာသတင်းသုံးကြဆိုတော့အဲ့ဂူတွေထဲကနေပြီးတော့ရှင်သာရိပုတ္တရာရဲ့နောက်လိုက်900ရှင်သာရိပုတ္တရာဥဆောင်တဲ့နောက်လိုက်900ရှင်သာရိပုတ္တရာရေမီးဆုံးပြတယ်ဆိုရှင်သာရိပုတ္တရာမြင်နေပြီလေတွေ့နေပြီလေခိုးပြတာမဟုတ်ဘူးဆက်ကြောက်လာ1000လုံးမြင်အောင်ပြနေတယ်နော်အဲ့ဒီချိန်မှာကောင်းကင်မှာမြတ်စွာဘုရားအာဆွမ်းကြီးမားတော်မူလိုက်တာအဲ့တော့ဒီလိုအာဆွမ်းကြီးမားတဲ့မြတ်စွာဘုရားရှင်ကိုတို့သွားပြီးတော့ပူကြရအောင်ဖျားဖြစ်အောင်ဘယ်လိုမျိုးကြိုးစားခဲ့တယ်လဲဆိုတာဘုရားကိုတောက်ချဖို့လာကြဟေးလို့ပြီးတော့ရှင်သာရိပုတ္တရာဥဆောင်ပြီးတော့ယဟန္တာ900ကြွသွားတော့ကောင်းကင်ယရနာစင်းကြံထိတ်မှာပဲရှင်သာရိပုတ္တရာခြေတော်တင်းဥခိုက်ပြီးတော့ရှ िख ိုးတယ်မြတ်စွာဘုရားနော်အခုလိုဘုရားဖြစ်အောင်မြတ်စွာဘုရားရှင်ဘယ်ချိန်တော့ဘယ်လိုမျိုးတွေစပြီးတော့ကြိုးစားအားထုတ်ခဲ့ရတယ်လဲဘုရားနော်ဒီလိုကြိုးစားအားထုတ်ခဲ့တဲ့လုပ်ငန်းစဉ်တွေကိုနောက်လာနောက်သားတွေအားကြအတူယူဖို့အတွက်မြတ်စွာဘုရားရှင်ဘုရားရိတော်တို့ကတဏှာတော်အားဖြင့်ဟောကြားတော်မူပါဘုရားဆိုမှမြတ်စွာဘုရားရှင်ဗုဒ္ဓဝင်ဒေသနာတော်ကိုကောင်းကင်မှာဟောတာဒီဗုဒ္ဓဝင်ကတော့အခုမှဟောမလို့ဟုတ်လားမဟောသေးဘူးခြေသင်းနေတာနော်အဲ့တော့ဗုဒ္ဓဝင်ကထူကြတယ်နတ်ပြည်မှာဟောတာလားမြေပြင်မှာဟောတာလားဘယ်မှာဟောတာကောင်းကင်မှာဟောတာအဲ့ဒီကောင်းကင်မှာယန္တနာသင်္ကြန်မှာဟောတာအရှင်သာရိပုတ္တရာအမှုပြုတဲ့ယဟန်900ကိုမြတ်စွာဘုရားရှင်ဖျားဖြစ်အောင်ဘလို့ကျင့်ခဲ့တယ်ဆိုတာနားထောင်တဲ့နော်ပိဋိပါမောက္ခဇနနံနော်သောကတန်လဝိနောဒနံပိဋိပါမောက္ခဝမ်းမြောက်နှစ်သက်မှုကိုဖြစ်စေတတ်သောသောကဆိုတဲ့ဆွေးရည်မှုဆွေးမှုစူးမြောက်နေကိုထုတ်နိုင်စွမ်းရှိသောလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာတွေကိုပေးစွမ်းနိုင်တော့ဟောဒီဗုဒ္ဓဝင်ဒေသနာတော်ကြီးကိုကြည်ညိုတဲ့စိတ်ထားနဲ့နာကြကြသုံးချက်နော်ဟုတ်လားဘာတွေဖြစ်မလဲပိဋိပါမောက္ခဝမ်းမြောက်ဝမ်းသာစိတ်ကိုဖြစ်စေတဲ့ဘုရားရှင်ရဲ့ဗုဒ္ဓဝင်ဒေသနာတော်ကြီးကိုနာလိုက်ရတယ်ဆိုကြည်ညိုစိတ်တွေဖြစ်ဖုံဖုံတို့တော့သာရိဖတ်တယ်နော်ဗုဒ္ဓနုတ္တိတွေပွားတယ်ဟ
ဟာတချို့အိန္ဒိယလာတော့ဘာမှမကြည့်ညိုခဲ့ရဘူးရံဖြစ်ပြီးပြန်လာကြတယ်အများကြီးကြုံဘူးလားအေဂျင့်တွေနဲ့ရံဖြစ်အချင်းချင်းရံဖြစ်ပင်ပန်းပြီးတော့နေမကောင်းပြီးပြန်လာကြတယ်အများကြီးမရှိဘူးအေးဘုံဘုံတို့ကတော့သွားနေဆိုသိမ့်နဲ့သွားတာလူနဲ့နဲ့၄50ယောက်နော်အရက်15ယောက်တော့မပြည့်အဲ့လောက်လေးနဲ့သွားတင်းကြကြည့်ညိုတဲ့နေရာနေရာမြင်းတယ်လေစားတယ်လေမြင်းတယ်လေမျက်စိပိတ်ကြည့်လိုက်မြင်းတယ်ပုံရိပ်တွေဒါတွေတည်တည်ချာချာလေးလာတာဟုတ်လားအဲ့တော့ဒီဗုဒ္ဓဝင်ဒေသတော်ကြီးကိုတည်တည်ချာချာအာရုံပြုနှလုံးသွင်းနာကြရင်ပီတိပါမောဇ္ဇလို့ခေါ်တဲ့ဝမ်းမြောက်မှုကိုဖြစ်စေတတ်တယ်တဲ့သောကလို့ခေါ်တဲ့စိုးရိမ်မှုဆွေးမှုအပူတွေကိုထောက်ပယ်နိုင်သောရှိတယ်ဗုဒ္ဓဝင်တရားကိုနားရင်နော်အဲ့တော့ဝမ်းမြောက်မှုကိုဖြစ်စေတဲ့အပူတွေကိုထုတ်နိုင်စမ်းပယ်ရွှားနိုင်စွမ်းရှိတယ်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဆိုတဲ့ချမ်းသာသုံးပါးကိုလည်းရသိနိုင်စွမ်းရှိတယ်ဟောဒီဗုဒ္ဓဝင်ဒေသနာတော်ကြီးဝမ်းမြောက်တဲ့စိတ်ထားနဲ့နှလုံးသွင်းနာယူကြဆိုပြီးတော့မြတ်စွာဘုရားရှင်ပြောတယ်ဟောဆက်ပြောရည်ဒီဗုဒ္ဓဝင်ဒေသနာတော်ကိုနာလိုက်တယ်ဆိုရင်တဲ့မာနတွေလည်းပယ်ရှားပြီးသားဖြစ်သွားမယ်တဲ့သောကပရိဒေဝတွေလည်းပယ်ရှားပြီးသားဖြစ်သွားမယ်တဲ့ဖျားကိုအားကြပြီးဗုဒ္ဓလမ်းစဉ်ကိုအတုခိုးပြီးတော့လေကျင့်တတ်သွားမယ်အကျိုးကျေးဇူး 3 မျိုးလည်းထပ်ထုတ်ပြတယ်ဟုတ်ပြီနော်ဟုတ်လားအဲ့တော့ဒီဟာနိုင်ပါလေဘာဖြစ်သွားမလဲလေနံပါတ်1ကမာနတွေအခုဆွေတော်မျိုးတွေကိုပြောနေပြီလေဆွေတော်မျိုးတွေကိုပြောနေပြီလေဟုတ်လားဒီဗုဒ္ဓဝင်ကိုနိုင်ရင်မာနတွေပယ်နိုင်တယ်မာနတွေပယ်နိုင်တယ်မာနတွေခွာချခြေသူသို့မွေသွဲကျိုးသူဂျိုကျိုးနွားလားပမာလားတို့ပေါ့ဗျာနော်အဲ့ဒါလို့မာနတွေကိုလည်းပယ်ရှားနိုင်စွမ်းရှိတယ်သောကပရိဒေဝတွေကိုလည်းငြိမ်းအေးစေနိုင်တယ်နော်နောက်တစ်ခါဘုရားလမ်းတွေကိုအားကြအတူယူတော့ဗုဒ္ဓရဲ့အဆုံးအမလမ်းတွေကိုလိုက်နာကျင့်သုံးနိုင်စွမ်းရှိတယ်အဲ့လိုအကျိုးကျေးဇူးရှိတဲ့ဗုဒ္ဓဝင်ဒေသတော်ကိုနားကြကြဆိုပြီးမြတ်စွာဘုရားရှင်ဟာဟောကြားတော်မူပါတယ်နော်ဘယ်မှာဟောလဲကောင်းငင်မှာဟောတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကဘုရားဖြစ်အောင်ကျင့်ခဲ့တာကိုနောက်ပြန်လှန်လိုက်တဲ့အခါကျတော့ဘယ်ရောက်သွားလဲသူ့မိတာဘဝရောက်သွားတယ်အဲ့ဒါမနှက်ပါမှာဟောနော်အခုတော့အဲ့လိုမျိုးဗုဒ္ဓဝင်ဒေသတော်ကြီးကိုမြတ်စွာဘုရားရှင်ကဟောယမိုက်ဗျာဒိဟာတွေပြပြီးဗုဒ္ဓဝင်ဒေသတော်ကြီးကိုကောင်းကင်မှာဟောပြီးတဲ့အခါမြတ်စွာဘုရားရှင်ဗုဒ္ဓဝင်ဟောပြီးပြီဂါထာဘယ်လောက်တဲ့လဲဂါထာ64ကပင့်တာလေဗျ1090ဘယ်လောက်တဲ့လဲ1090မှတ်ခဲ့1090နော်ဂါထာပေါင်းဘယ်လောက်တဲ့လဲစလုံးရည်အတွက်4500ကျော်ရှိတယ်နော်ဟုတ်လားအဲ့လို1090ဂါထာပေါင်း1090နော်ကြပြားလင်္ကာပေါင်း1090ပေါ့ဗျာအဲ့လောက်များတယ်တန်ခါးရမထေမြတ်တွေက4ချိန်တောင်နားပြီးတော့ယူရတယ်အဲ့လောက်များတယ်ဒီဗုဒ္ဓဝင်ကိုကောင်းကင်မှာဟောတယ်နော်တတုတ်တဲ့နဲ့ပြီးအောင်တန်ခါးရတောက်လျှောက်မရွတ်နိုင်အပူသောနိုင်ဒါကြောင့်၄ပိုင်း၄တုတ်ခွဲပြီးတော့ယူရလို့နော်၄ဘာနာဝါဒပေါ့ဗျာအဲ့လောက်ရှိတယ်ဒီဗုဒ္ဓဝင်တင်တာတော့ယူမြတ်စွာဘုရားကြီးဘယ်မှာဟောလဲကောင်းကင်မှာဟောလိုက်တယ်နော်အဲ့တော့ဒီဗုဒ္ဓဝင်ကဘုရားဟုတ်ရလားဟုတ်တာပေါ့တည်တည်ချာချာဟုတ်တာပေါ့ဘုရားဟုတ်ရလားဒါကြောင့်ဘုံဘုံတို့သုတ္တနာနိဗ္ဗေခုရကပါဠိတော်မှာတရားကိုတန်ခါနာတင်ထားကြနော်အဲ့လိုနဲ့မြတ်စွာဘုရားရှင်ကဗုဒ္ဓဝင်ဒေတာတော်ကြီးကိုဂါထာ1090နဲ့ရှင်သာရိပုတ္တရာမူပြုတဲ့ယဟန်900ကိုဟောနော်နောက်လာနောက်သားတွေအားလုံးဘုရားလမ်းတွေကိုအတုလိုက်ပြီးမှန်မှန်ကန်ကန်ကျင့်သုံးတဲ့အောင်ဘုရားလမ်းတွေဆိုတော့ဘာလမ်းတွေဖြစ်မလဲမြတ်စွာဘုရားရှင်ကစဉ်းစားတယ်လေအေးသူမိတာဘဝနေတတ်ပြီးတော့ပါရမီ10ပါးကိုဖြည့်ကျင့်ခဲ့တယ်ဆိုတော့မြတ်စွာဘုရားရှင်ရဲ့လမ်းတွေကဘာလမ်းတွေလဲပါရမီ10ပါးကိုဖြည့်ကျင့်ပြီးတော့သီလသမာဓိပညာသိက္ခာသုံးရဲ့ကျင့်တဲ့လမ်းတွေပေါ့ဟုတ်လားနော်အဲ့လမ်းတွေကိုတနေ့တကြကျင့်တဲ့အောင်ဗုဒ္ဓဝင်ဒေတာတော်ကြီးမဟုတ်ဘူးလားဟောကြားပြီးကမြတ်စွာဘုရားရှင်ကကောင်းကင်ကနေပြန်ပြီးတော့သက်သင်တော်မူတယ်သက်သင်ပြီးတော့ဗုဒ္ဓသနပလင်ဘယ်မှာရှိသလဲဆိုတော့ညီကြောတာကိုကြောင်းလေဗျာဒါကြောင့်ဘုံဘုံတို့အရင်တော့စာရီတေချာဖတ်ပြီးတော့ဒါကောင်းဒါဒီကပိလဝဲနန်းတော်ထဲမှာဟောတယ်လို့ထင်တာမဟုတ်ဘူးညီကြောတာကိုကြောင်းမှာဟောတယ်နော်အဲ့တော့ညီကြောတာကိုကြောင်းဆဲလိုက်ပြီးမြတ်စွာဘုရားအတွက်ခင်းထားတဲ့ပလင်တော်မှာမြတ်စွာဘုရားရှင်သတင်းသုံးတော့ငါဆွေမျိုးတွေအခုတော့တော်တော်အပူကျိုးသွားပါပြီဟောဘာသာတွေအားလုံးနော်ခါဝါချလိုက်ပြီအဲ့ဒီခေတ်မှာမြတ်စွာဘုရားရှင်ဆွေမျိုးတွေကိုတိထက်ပို့ပြီးတော့အံ့ဩပနံဖြစ်အောင်နောက်ထပ်တရားဟောတခုမြတ်စွာဘုရားရှင်ရှိတယ်အဲ့တော့မြတ်စွာဘုရားရှင်အဲ့တရားမဟုတ်ရင်တကူတခုပြအောင်ပဲဒီမှာကြာဘက်လောက်လေးရှိတဲ့တိမ်တိုက်လေးကောင်းငင်မှာပေါ်လာတယ်အဲ့ဒီကြာဘက်လောက်လေးရှိတဲ့တိမ်တိုက်လေးကတဆင့်တိမ်ပိုက်တွေကပွားတော့ကောင်းငင်တစ်ခုလုံးတိမ်ဆိုင်တိမ်ခဲကြီးနဲ့အပြည့်ဖြစ်တယ်
အဲ့ဒီခါမှာတခါလေหนีသွေးတဲ့ကျင်းနီအောင်တန်းတဲ့တခါလေหนีရဲဖြစ်နေတဲ့မိုးကြီးခါလေကြဟာဗရမများလုံးတွေကြလာတယ်ဝရီမိုးပေါက်တွေကကြအဲကြောင့်ကြာပတ်လေးကနေတပြီးတဖြည်းဖြည်းကျဲသွားလို့အဲ့ဒီမိုးပောက်ကရဝတမိုးလို့ခေါ်တယ်ကြာပတ်မိုးဟုတ်လားကြာပတ်လောက်ရှိတဲ့တိမ်တိုင်လေးနဲ့ဂုံးနဲ့ချဲ့ပြီးတော့အဲ့ဒီကနေပြီးတော့မိုးတွေရွာစီလို့ဗာမိုးလို့ခေါ်တယ်ပောက်ကရဝတမိုးတနည်းကြာပတ်မိုးနော်အဲ့ဒါကြောင့်ဒီမှာကြည့်လိုက်တွေ့လားအဲ့မဟုတ်ပါပောက်ကရဝတမိုးရွာလို့အောက်မှာကြာကန်လေးရေးထားတာနော်ခဏနေရအောင်ကြောင်းရောက်တဲ့ခါဟောဒီမှာနေကြတာအောင်ကြောင်းရှိတယ်စေတီတော်နော်အာသုကမင်းတဲထားတယ်အဲ့နေကြတာအောင်ကြောင်းရဟိုနားလေးမှာရေကန်ရှိတယ်ပောက်ကရဝတမိုးရွာတဲ့ရေကန်လို့ပြောတာပေါ့ဗျအဲ့တော့ရေကန်ဟုတ်ချင်းလဲဟုတ်မဲဟုတ်ချင်းမလဲဟုတ်မဲဒါမှတ်တမ်းပေါ့နော်အဲ့တော့ထူးခြားတာအဲ့ဒီပောက်ကရဝတမိုးရွာခဲ့တဲ့ဟောဒီနေကြတာအောင်ကြောင်းအခုဒီပောက်ကရဝတမိုးရွာတဲ့ခါကျတော့ဘာတွေထူးခြားတယ်လဲဆိုတော့တကားတဲ့အခုဒီမှာထိုင်းနေတဲ့ပြိတ္တမိုးရတယ်ဆိုအကုန်လုံးမဆိုးဘူးလားဗျာဆိုမှာပေါ့တမြေပြင်လုံးယူရတယ်မဟုတ်သို့တော့မြတ်စွာဘုရားရင်တကိုးနဲ့ဖန်လေးတကဆိုခြင်းနဲ့သူဆိုတယ်မဆိုခြင်းနဲ့သူမဆိုဘူးတဲ့ဟာတော်တော်အံ့ဩစရာကောင်းတယ်နော်အဲ့တော့ကြာဘက်ပေါ်မှာရေမတင်တယ်လို့မိုးမဆိုခြင်းနဲ့သူကတခါထိတဲ့မိုးကြီးကတခါတန်းလျှော်ဆိုခြင်းနဲ့သူကဆိုပြီးအေးနော်အေးကြိုက်တဲ့သူကျတော့အေးပြီးတော့ခဏနည်းလေးကြိုက်တဲ့သူကမိုးကထိပြီးတာနဲ့တခါတည်းသူကဒီလျှော်သွားအဲ့ဒါကြောင့်လေကြာဘက်ပေါ်မှာရေမတင်တကယ်လို့ရွာတယ်မို့ပောက်ကရဝတမို့ဒါကိုလည်းခေါ်တယ်ဟုတ်ပြီနော်အဲ့လိုမို့ရွာပြီးတဲ့အခါမြတ်စွာဘုရားရှင်ကဘာလုပ်လဲဆိုတော့ဘုဒ္ဓံတရာသက်ကြီးဟောတာဟုတ်ဗျနော်အဲ့မှာမြေခွန်းတဲ့ချိန်လှုပ်အောင်အလှကြီးတွေပေးခဲ့တယ်ဟောဒီဆွေမျိုးတွေအများကြီးပါတယ်ပါရင်ဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေနော်အဲ့ဒါတွေကိုအားကြပြီးတော့ပြန်ပြီးမြင်ရအောင်ပေါ့ဗျာနော်ဘုဒ္ဓံတရာသက်ကိုဟောတယ်ခဏဘုန်းစကားတခုဗာပြောချင်တယ်ဆိုတော့ဒီအခုနေကြတော်အကြောင်းကိုဘယ်ကနေပြီးတော့မှတ်တမ်းတော့တွေ့လဲဆိုတော့ဒီဖရာရဲ့အမျိုးတွေရှိခဲ့တဲ့နော်ဘုံဘုံတို့အဘိရာသာမင်းကြီးစပြီးတော့နန်းတိုက်ခဲ့တဲ့မြန်မာပြည်တကောင်းအဲ့တော့တကောင်းအဘိရာသာနော်တို့ဗမာတာကြီးမျိုးဟာမို့မညို့ကုန်တေစာဒီတခြင်းလည်းရှိတယ်တို့ဗာတခြင်းပေါ့နော်မြန်မာအစတကောင်းကပြောကြစင်အလားတာကြီးຫນွယ်ရင်ဝင်ရောက်ခြင်းမင်းအဘိရာသာမင်းကြီးဖရာရှင်မပွင့်ခင်မဟာတက္ကရာ9980အဲ့လိုတွက်တဲ့ကဘုရားမပွင့်ခင်နှစ်ပေါင်း1090နီးပါးစောတယ်အဲ့တော့မြန်မာပြည်မှာအဘိဓမ္မာမင်းကြီးဆိုတာပေါ်ထွန်းခဲ့တယ်အဲ့ဒီအဘိဓမ္မာမင်းကြီးဟာတာဂီဝမင်းတွေရဲ့အဥအစတဲမှာပါတဲ့မင်းကြီးပဲသူရှင်မှလည်းရှိတယ်တာဂီဝဇတ်တွေအဲ့တော့အဲ့ဒီဟာတွေအထိတ်အမှတ်တွေကိုလူတွေသိမယုံကြဘူးနောက်တော့အိန္ဒိယကရှီဟောက်သုတေသနပညာရှင်ဒေါက်တာဖူကူရှိမာတယ်ဒီနေ့တပီတပါအိန္ဒိယမှာနော်အခုဗကန်နဲ့မြန်မာထေရဝါဒသာနာကုလူသတ်တံမှုသူအဲ့ဒါနဲ့ပတ်သက်ပြီးသူရင်းနဲ့ဆန္ဒနဲ့ဆောင်လုပ်ပြီးတော့ဒေါက်တာဘွဲလုပ်နေတယ်အဲ့ဒါတော့မင်းအဲ့ဒေါက်တာဖူကူရှိမာရဲ့သူရင်းနဲ့ဆန္ဒနဲ့ပြန်ဖတ်လိုက်အောင်လို့အဲ့ထက်မှတို့ link တစ်ခုရလိမ့်မယ်လို့ဒေါက်တာဖူကူရှိမာမြန်မာပြည်ကိုလာပြီးသူရင်းနဲ့လုပ်တဲ့အခါအဲ့တကောင်းမှာဒီရှိခဲ့တဲ့မြို့ရိုးကြီးတွေအဘိဓမ္မာတို့အစရှိတဲ့လက်ထက်ကရှိခဲ့တဲ့မြို့ရိုးကြီးမှာကြောက်စာကြီးတွေရေးထားတာအဲ့ဒီကြောက်စာချက်တွေကိုတွေ့တဲ့အခါကျတော့အဲ့ဒီနေကြတာအောင်ကြောင်းနေရအောင်တိတိကျကျဒါဒီရောအောင်ကြောင်းမှာဆွေမျိုးတွေလူခဲ့တဲ့နေကြတာအောင်ကြောင်းမှာဝတ္တန္တရာသက်ကြီးဟောခဲ့တဲ့နေရာပါပောက်ကရဝတ္တမို့ရွာခဲ့တဲ့နေရာပါဆိုတာတကယ်တိန္ဒိယသမိုင်းပညာရှင်ကနေဘောနိုင်ငံမှာဒါသူကိုယ်တိုင်ထုတ်ဖော်တာအဲ့ဒီတရင်ကဘယ်ရအဲ့ဒီအချက်လက်ကမြန်မာပြည်ကကြောက်စာကိုဖတ်ပြီးတူးနိုင်တာနော်ဒါကြောင့်မြန်မာတွေဟာဘုရားနဲ့အမျိုးဆိုတာကသူသေသနာပညာရှင်တွေရှုထောင့်ကပြောတာနော်အဲ့ဒါဘုန်းတို့ဂျေဆုတို့စီယိုဘလက်ဒင်တို့ဒီပုဂ္ဂိုလ်တွေကမြန်မာသမိုင်းဖြတ်သီးခဲ့တဲ့သူတွေကိုဗျနောက်1920တကလည်းပညာရေးတပိတ်ပေါ်လဲတကနော်အဲ့တော့ဒီခုပြောလဲမြန်မာအစတကောင်းကပြောကြစင်လာတာကင်နေရဝင်ရောက်ခြင်းမိမိသာလားငါတို့ကဘုရားရဲ့အမျိုးတွေဗမာသရာဘုရားရှင်ရဲ့အမျိုးတွေတကယ်ကိုအမျိုးကုန်ဇာတိကိုထိတ်တန်းကြတဲ့တာကင်မျိုးတွေအာရိဇဝန္တဘုရားကိုယ်တိုင်ပြောခဲ့တယ်အာရိဇဝန္တငါရဲ့အနွယ်ဟာအာရိဇဝန္တအရှိအယက်ကလာတဲ့အနွယ်သက်ပဲနေထွက်ရအယက်ကအနွယ်သက်ပဲဘုရားကိုယ်တိုင်ပြောခဲ့တာရှိဗိမိတာရမင်းကိုပြောခဲ့တယ်နော်ဒီခုနဘုရားမဖြစ်ခင်တော့ထွက်တော့ဗိမိတာရနဲ့တွေ့တော့အဲ့တကားပြောခဲ့တယ်ဒါဘုရားကိုယ်တိုင်ထုတ်ဖို့ပြောခဲ့တာရှိအဲ့ဒါကိုကြည့်တော့ဒီအရှိရက်ကလာတဲ့ကျွန်းတော်ကြီးပေါ့ရရက်ကလူမျိုးနော်အဲ့ဒီအထောက်ထားတွေကိုသမိုင်းပညာရှင်တွေကသူကဒီသမိုင်းအထောက်ထားတွေကိုကြည့်တဲ့အခါ oral history လို့ခေါ်တဲ့ဒီပါဇက်ကပြောတဲ့ယာသွင်းတွေကိုလည်းလက်ခံကြနော်တခါသူသေသနာရှုတော့လည်းကြည့်ရတယ်အဲ့လိုတွေကြည့်တဲ့အခါဒီအချက်လက်တွေကိုခိုင်ပါတယ်ဆိုတော့လာပြီးတော့ကြောက်စာတွေဖတ်တဲ့အခါအဲ့ကြောက်စာတွေမှာတော့တွေ့ခုပြောတဲ့အခါကျတော့ဒီစီယိုဘလက်ဒင်တို့ GH2 တို့ကဒီ1920တော်လိုင်းတပိတ်ပေါ်လာတဲ့အခါဒီတကောင်းစားရှိတဲ့မြန်မာတွေဟာအမျိုးအနွယ်ဆက်တွေကိုတိတ်ပြီးတတ်မိုးထားတာတိတ်တက်တိကောင်းတာဘုရားရဲ့အမျိုးတွေဆိုပြီးတော့
တတိတိတ်ကောင်းတာမဟုတ်တာလည်းမလုပ်ဘူးနော်မဟုတ်လည်းမခံတဲ့သဘောရှိတယ်အဲ့ဒါကြောင့်နော်ဒီတကောင်းရသူတွေကိုဖြတ်စည်းပြဖို့လူတွေဆိုပြီးတော့တကောင်းရသူတွေစင်ဝတဲ့ထိပ်မိရှို့ပြမြမသမိုင်းကဖြတ်ခဲ့ရအခုเจ้าမှာသင်ခဲ့တယ်ဒီလိုသင်ခဲ့တဲ့တကောင်းရသူတွေခုနကပကံရသူတွေအကုန်အမှားတွေကြီးပကံကိကမှသာသနာဆောက်ရစရောက်တာလို့မြန်မာပြည်ကိုပကံကိကမှစထူထောင်တာလို့မဟုတ်ဘူးပကံကိကအခုနှစ်တစ်ထောင်မပြည့်သေးဘူးမြန်မာပြည်ကလွန်ခဲ့တဲ့နှစ်ပေါင်း9000နီးပါးနေရမြို့ပြတွေတိဆောက်ခဲ့ရှိတယ်မြို့ရိုးအထောက်အထားတွေလည်းရှိတယ်အဲ့ဒါတွေကိုရွာတွေဆောက်ပြလိုက်တာအင်္ဂလိပ်ကရွာတွေဆောက်ပြလိုက်တဲ့ကအခုတကောင်းရွာတကောင်းမြို့ဆိုပြီးရှိတယ်ရွာတွေဆောက်ပြလိုက်တော့ဘုန်းတော်ကဘာလဲ UNESCO မှတ်တမ်းဝင်သွားတော့လူတွေနေပြီဆို UNESCO နေရာပေးလို့မရအဲ့တော့မြို့ရိုးတွေအထောက်အထားတွေတင်းချိုင်းတွေအကုန်တိကျရှားတွေ့တော့လည်းပဲခဏဘုရားအမျိုးဆိုတဲ့ပုံရိပ်ကိုဖျောက်ချင်တဲ့အတွက်မြန်မာတွေကိုအဲ့လိုဖျောက်ခိုင်းရတယ်အဲ့ဒါကြောင့်ဖျောက်ခံလိုက်တဲ့ကဘုန်းတော်ကတမိုင်းအမှန်နေမတွေ့ရဟုတ်ပြီနော်ဒါကြောင့်အခုဘုန်းပြောတယ်ဒီတကောင်းကနေရတဲ့အထောက်အထားကိုကြည့်ပြီးတော့အခုဘုရားဗုဒ္ဓဝင်ဟောခဲ့တဲ့နေရာဝတ္တန္တရာသက်ဟောခဲ့တဲ့နေရာပောက္ကရဝတ္တမူဟောနော်ရွာခဲ့တဲ့နေရာဘုရားရဲ့အမျိုးတွေလှူတဲ့နေကြောတာကိုကြောင်းနေရာကိုနော်ဒေါက်တာဖူကူရှီမာကနေပြီးတော့ဒီအထောက်အထားတွေနဲ့တူးဖော်တွေ့ရှိတာပါအိန္ဒိယပညာရှင်နော်ဒါတွေကသုတေသနစာတမ်းတွေကိုကြည့်လို့ရပါလေနော်အဲ့ဒါဆိုတော့အဲ့မှာမြတ်စွာဘုရားရှင်ကနော်ဒီခုနဝတ္တန္တရာသက်တွေဟောပြီးတော့ဝတ္တန္တရာလည်းနာဝတ္တန္တရာသက်ကိုနားလဲပြီးတော့ဆွေမျိုးတွေကဘုရားပေးရမှာမသိဘူးဘာကြောင့်ပေးရမှာမသိတာဘယ်သိမလဲဘုရားဆိုတာသွန်ခံစားတယ်ဆိုတာလည်းမသိဘူးဘုန်းကြီးတွေဆိုတာလူတွေသွန်လောင်းမှစားရတယ်ဆိုတာလည်းမသိဘူးနော်အဲ့လိုမသိတဲ့ကဘယ်သူမှစွန်မပင့်ကြဘူးတခါတည်းဘုရားရှင်စီကနေပြီးတော့ဝတ္တန္တရာသက်နားပြီးတော့ဆိုပြန်သွားကြတာပဲနော်တို့တော့ဒီဗုဒ္ဓဝင်ဒေသနာရဲ့အဆုံးမှာတရားရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်နော်နတ်တွေမြမာတွေအများကြီးတရားရလူထဲမှာတော့တရဏဂုံသီလမြဲတော်တဲ့ဟာတွေအများကြီးတွေ့ရအဲ့လိုနဲ့ဘုရားကိုစွန့်မဲ့တော်တဲ့သူမရှိတော့မြတ်စွာဘုရားရှင်နောက်နေ့ကျတော့ယဟန္တာ2000နဲ့ကပိလုရဲ့မြို့ထဲကိုလှည့်ပြီးဆွမ်းခံတာဟုတ်ဗျဆွမ်းခံတော့ဗာနဲ့ဆွမ်းခံတော့တပိတ်နဲ့ဆွမ်းခံတာဟုတ်တပိတ်နဲ့ဆွမ်းခံတဲ့ကဒီတုတ်တော်နရမင်းကြီးကလည်းချင်းတယ်ငါသားပဲတဲ့ငါသားဆိုတော့သူ့အိမ်ပဲတဲ့ဟုတ်လားကပိလုရဲ့နန်းတော်လည်းသူ့အိမ်ပဲတဲ့သူ့အချိန်မြေးလာပြီးသားကျင်တဲ့ချိန်သားနားကျင်တဲ့ချိန်နားလို့ရတာအဲ့တော့အထူးပင့်တရားမလိုဘူးလို့မင်းကြီးကလည်းဒီလိုထင်တယ်အဲ့ဒါကြောင့်မပင့်ပြီအဲ့တော့ဘုံဘုံတို့တာသထုံးတာမပင့်မနဲ့ကြွလို့မရဘုန်းကြီးတွေအိမ်ကြွကျင်တယ်ဆိုတတိထားပေါ့ဗျာနော်အဲ့တော့မပင့်မနဲ့ကြွလို့မရဘူးနော်အခုတော့အဲ့မှာပင့်တဲ့သူမရှိတဲ့ကမြတ်စွာဘုရားရှင်ဘာလို့လဲစွန့်ခံပြီးပုံပေးတယ်စွန့်ခံပြီးပုံပေးတဲ့အခါအဲ့ဒီကြာမှတခါတည်းသောရဏမင်းကြီးဟာငါသားရရှက်เสียကောင်းလိုက်တာအရှင်ဘုရားရဲ့ရှက်เสียကောင်းလိုက်တာတပည့်တော်ကျွေးနိုင်ပါလေ2000မဟုတ်2သိန်းလည်းတပည့်တော်ချက်ချင်းစီစဉ်လို့ရမင်းအမိတ်နဲ့ချက်ချင်းချက်လိုက်ပြလိုက်လို့ရပါတယ်အပန်းမကြည့်ပါဘူးဒီမှာလမ်းဖုံးနဲ့ဘက်နဲ့လှည့်ပြီးတော့ယာသကတောင်းစာတထောင်းသားကိုလည်းယာသကခေါ်တာဘုံတို့ဘုန်းကြီးတွေကလည်းဘိက္ခုဆိုတာယာသကပဲတခါတည်းညဘုံတို့အလို့ဆဲခံတာနာဘုန်းကြီးတွေဆဲခံတာအခုမှမဟုတ်ဖက်ရှင်လက်တဲ့နဲ့ဆဲခံယာသကတောင်းစားတဲ့သူတွေဘောကတုံးနေအခုမှသေးတာမဟုတ်ဘူးဗျနော်အဲ့မှာငါသားရတယ်တောင်းစားနေရသလားတဲ့ဒီမှာနန်းတော်မှာအရှင်မျိုးဝင်ထွက်ပြီးသားလို့ရဆိုတော့မဟုတ်ဘူးအဲ့မှာမြတ်စွာဘုရားရှင်ကပွင့်တော်မူခဲ့တဲ့ဂင်္ဂါဘာလူတဲသူမြောက်ပွင့်တော်မူတဲ့ဘုရားတွေအားလုံးဟာစောခံပြီးတော့ပဲဟုံးပေးကြပါလေဒါကြောင့်နော်ဘုရားတို့ရည်သည်စောခံပြီးဖုံးပေးတဲ့အလေးအကျင့်ကိုပြုရပါတယ်ဆိုတဲ့ဟာကိုဂါရဏဂါရဟောတဲ့အခါအဲ့ဒီဂါရရဲ့အသုံးမှာသုတ္တရဏမင်းကြီးသောတပန်တီးပါတယ်ဗျာစွန့်ခံစားတဲ့အကြောင်းပြောလိုက်တာနော်ကဲဘုရားရှင်စွန့်ခံစားတဲ့အကြောင်းပြောလိုက်တော့ကြည်ညိုတဲ့စိတ်ရဲ့အဆုံးမှာသူဝိပဿနာဉာဏ်နဲ့တက်မှာပေါ့ဗျာကဘာသိမ်းပါနေဖြစ်ခဲ့တာဟုတ်လားအဲ့ဒီမှာအရိယရဲ့ဂါရဏဂုရဲ့အဆုံးမှာသောတရဏမင်းကြီးပါဖြစ်လေအဲ့ဒါသောတပန်တီးသွားတယ်နော်သောတပန်တီးသွားတော့မြတ်စွာဘုရားရှင်အစဉ်တိုင်းစွန့်ခံပြီးတော့ဒါဖုံးပေးနေနောက်နေ့တော့ရှင်ဘုရားစွန့်ခံကြွပါဗျာတပြီးတော့ပင့်ပါလေအဲ့ဒီကျမှပင့်ရမှန်းသိတာလေပြောပြီလေပင့်မှကြွရတယ်နောက်ဆုံးခံပြီးတော့ဖုံးပေးရတယ်မပင့်မဲ့တဲ့ကြွလို့မရဘူးစားကျင်နိုင်စားလို့မရဘူးဆိုတဲ့ဟာမျိုးတွေကိုပြောလိုက်တဲ့အခါကျတော့အဲ့ဒီမှာပင့်ရမှန်းသိတော့နောက်နေ့အတွက်သူပင့်တယ်လေဒီနေ့တော့ထားလိုက်တော့နောက်နေ့ပင့်အဲ့ပင့်တဲ့အချိန်ကျမှနော်ခဏသောရမင်းကြီးအာယဝါဒသိဖတ်ပြီးတော့အာယဝါဒဖြစ်အဲ့ဒီမှာရသော်တရားချောင်းကြည့်သွားမတွေ့ဘူးနော်စွန့်ခံနေမြင်တယ်စွန့်ခံနေမြင်တယ်သွားမတွေ့ဘူးနော်အဲ့မှာငါကျေးဇူးတရားကိုသိရင်လာလိုက်မယ်
ကျေးဇူးတရားဆိုတာဟုတ်အဖေအမေလိုကြီးတာတယ်မဟုတ်ဘူးတယောက်နဲ့တယောက်အကူအညီပေးခဲ့တယ်အဆောင်ရှောက်ပေးခဲ့တယ်ပါရမီဖြစ်တဲ့ဖြစ်တဲ့အတွက်အချင်းချင်းကျေးဇူးတရားရှိလားမရှိဘူးလားငါကျေးဇူးတရားကိုသိတယ်တဲ့ကျေးဇူးသိတဲ့သုံးဖြစ်တယ်ငါကျေးဇူးကိုသိတယ်တကယ်သိခဲ့တယ်ဆိုရင်သူကြွလာလိမ့်မယ်အဲ့မှာမြတ်စွာဘုရားရှင်ကရသောတရားပေါ်မလာဘူးသိတာပေါ့ရသောတရားကမျောနေတယ်ပေါ်တာပေါ်မလာတာဘာဖြစ်လဲမျောနေတယ်နော်အဲ့တော့ပေါ်မလာတိုင်းမမျောဘူးလို့မထင်နဲ့ဟုတ်လားပေါ်တာမလာတာချောင်းချောင်းကြည့်နေတာပါဗျာအဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်ကခုနကြွသွားတဲ့အခါကျတော့ဒီရသောတရားအခန်းကိုဘုရားရှင်တပါးတည်းကြွသွားရင်အခုမှဒီမျိုးကလူတွေကဲ့ရဲ့တဲ့ဘာညာရှိလာမှာလို့ဗျာနော်အဲ့ဒီမှာအက္ခတော်ကနှစ်ပါးခြံရံပြီးတော့သုရမင်းကြီးနဲ့မြတ်စွာဘုရားရှင်ကြွသွားတယ်ကြွသွားတော့အဲ့မှာရသောတရားမျက်နှာအပ်ပြီးငိုတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားရှင်ဆန္ဒကိဏ္ဍီဇက်ကိုဟောတယ်ကိဏ္ဍီယာဘဝကဘယ်လိုမျိုးတွေချစ်ခဲ့ကြကျင်နာခဲ့ကြတာပေါ့ဗျာပါရမီတွေဘယ်လိုတွေဖြစ်ခဲ့တာပေါ့နော်ဟုတ်လားနောက်တကဆန္ဒကိဏ္ဍီဇက်အဲ့ဒီအရာတွေကိုမြတ်စွာဘုရားရှင်ကဟောကြားပါတယ်ဗျာနော်အဲ့ဒီမှာရသောတရားအငိုတိတ်နော်နောက်ကြတော့ခုနအဲ့ဒီမှာပဲနောက်ရက်ကြတော့ရသောတရားကဒီရာဟုလာသားလေးကိုရာဟုလာတဲ့မင်းဖေတောထွက်သွားပြီဆိုကနေကရွှေအိုးလေးလုံးပျောက်သွားတာဒါဘုရားအလောင်းနဲ့ပဲသက်ဆိုင်တဲ့ရွှေအိုးဖြစ်တဲ့အတွက်ဘုရားအလောင်းတောထွက်သွားပြီဆိုပျောက်သွားပြီလေဒီယူဇနာလောက်ကြီးတဲ့ရွှေအိုးယူဇနာဘွက်လောက်ကြီးတဲ့ရွှေအိုးနော်နှစ်ကားအိုးလောက်ကြီးတဲ့ရွှေအိုးတကားအိုးလောက်ကြီးတကားအိုးဆိုတာ2မိုင်လို့ဗျနော်နှစ်ကားအိုးဆို4မိုင်လို့ဗျနော်ဟုတ်လား4မိုင်ကို2သ3ကားအိုးလောက်ကြီးတဲ့ဟာ6မိုင်လို့ဗျနော်4ကားအိုးလောက်ကြီးတဲ့4ကားအိုးဆိုတယူဇနာအိုးဗျနော်တယူဇနာဆိုတော့8မိုင်ပဲတွက်10မိုင်ပဲတွက်ထားလိုက်တော့နော်အဲ့ဒါလောက်ကြီးတဲ့ရွှေအိုးကြီးကနှိုက်တိုင်းပြန်ပြေဘာမှတူးစရာပေါ်စရာကျင်စရာမလိုဘူးအခဲလိုက်ကြီးတွေနော်ဟုတ်လားရွှေအည်သွေးပြေပြီးတဲ့အဲ့ဒီရွှေအိုးတွေကဘုရားလောင်းတောထက်တာနဲ့ပြောက်မြင်းဟိုမျိုးရိုးဘေးမြင်းခွာရောက်တာနဲ့တကားတည်းပြောက်သွားအဲ့ဒီရွှေအိုးတွေဘယ်မှာထားတယ်တို့မို့ရွှေအိုးတွေပြန်ရနိုင်တဲ့ဂါထာရှိသလားပေါ့ဗျာအမွေသွားတောင်းကြီးဆိုပြီးတော့အမွေတောင်းတဲ့အခါမြတ်စွာဘုရားရှင်ရောက်လာတယ်ဒီနေ့သားလေးလာလိမ့်မယ်ငါသားလေးလာရင်မောက်ကလန်ကရုံးရိပ်ပြီလားရှင်မမောက်ကလန်ကရုံးရိပ်ပြီဒီเจ้าကိုရောက်တဲ့အခါတွေ့ပါလိမ့်မယ်ခဏနေဘောကိုရောက်တဲ့အခါဒါမြင်အောင်ကြည့်ဟောဒီဒါနေကြောတာအကြောင်းဝင်ပေါက်ကဒီနေ့လေးကြည့်လိုက်တဲ့အခါဟောကိုရင်လေးရဘူးလားဒီထဲမှာမပါဘူးဒီမှာအာယုဖောပေးနေတာကိုယ့်ကိုရောက်ဘူးလို့ပြောတယ်နော်ဒီထဲမှာမပါတော့ဘူးလေအဲ့လောက်ကြီးပါလို့ပဲရမလဲဗျာနော်အဲ့တော့နေကြောတာအကြောင်းနဲ့ဝင်လိုက်ရင်ဟောဒီကုန်းလေးထိတ်မှာစီတီရှေရှေလေးအဲ့ဒါလေးရှိအဲ့ဒါကိုရင်လေးရဘူးလားကိုရှင်မမောက်ကလန်ကရုံတုံးပေးကြတယ်လေနော်ကရုံတုံးပေးတဲ့အခါကျတော့ဥပဇေဆရာကနော်ဘုန်းဘုန်းတို့ရှင်သာရိပုတ္တရာဥပဇေပြုရှင်မမောက်ကလန်သင်္ကန်းစည်းပေးရှင်မကတ္တပနေဒီအနိကအဆုံးမဆရာကောင်းလိုက်တာသာဝကကြီးသုံးပါးရဲ့တပည့်ဖြစ်တယ်ကိုရင်လေးရဘူးလားလေဟုတ်လားအဲ့တိုင်းနဲ့ကိုရင်လေးကအစင်တိုင်းကျင့်ကြတာနောက်ဘုန်းကြီးဖြစ်မှရဟန္တာဖြစ်တယ်နော်သူကတက်တော့35ပဲပြိဋိဘံဆန်သွားတယ်ကိုရင်လေးရဘူးလားဘုန်းကြီးရှင်ရဘူးလားနော်တောင်းတင်တဲ့နတ်ပြည်မှာပြိဋိဘံဆန်တယ်လူပြည်မှာပြိဋိဘံဆန်တာမဟုတ်ဘူးနော်အဲ့တော့နိရောဓကိုကြောက်ရောက်တဲ့အခါဒီကိုရင်လေးရဘူးလားကရုံတုံးပေးတဲ့နေရာအဲ့ဒီအထိမ့်မှတ်တွေကိုမြင်အောင်ကြည့်အာယုံလှမ်းပြလိုက်တဲ့ခေါသာဝကကြီးသုံးပါးချမ်းရံပြီးတော့ကိုရင်ပြုတ်ပေးနေတာအတန္တရာဝတ္တဒုက္ခတောမောစနထာယနော်ဣမံကတဝင်စားရှိတဲ့ဘောပဲသင်္ကန်းပေးသင်္ကန်းတောင်းတယ်ဟာအာယုံလေးပုံဖော်ကြည့်တာမှာဘုဒ္ဓဝင်ဆိုအဲ့လိုဖော်တတ်မှပေါ်တာနော်အဲ့ဒီမှာဒါထူးခြားချက်တွေကိုဘုရားဒါကြီးပြောတာအဲ့တော့တရားဏီကုံသိမ်းပါဒီနေ့ညပနက်ပဲရိုက်တယ်ဘုဒ္ဓဝင်ဒီလိုဟောခဲ့တယ်ဆိုတာပနက်ရိုက်တယ်နော်အဲကြောင့်ဘုဒ္ဓဝင်ဒေသတော်ကြီးကိုကျမ်းနေမြန်မာပြုကုသခဲ့တာခေတ်အဆက်ဆက်25ကျမ်းလောက်နာမည်ကြီးတဲ့ကျမ်းကြီးတွေရှိပါတယ်နော်အဲ့ဒီကနေအခုဘုံနောက်ဆုံးကိုးကားတဲ့နော်ဒီဘုဒ္ဓဝင်ကျမ်းကတော့အခုမင်းကွန်းဆရာတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓဝင်6တဲ့8ဥကနေကိုးကားပြီးပြောတာပါအဲ့ဒါဒီနေ့ညပြောတဲ့အကြောင်းအရာဖေမျိုးတွေကိုရမိုက်ပြတဲ့ဟာပြကန်းတဲ့ဗုဒ္ဓဝင်ဒေသနာတော်ကိုဟောကြားတဲ့အခန်းဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဗုဒ္ဓဝင်ဒေသနာတော်ကြီးကိုဒီလိုထူးခြားတဲ့နော်တရားတွေကိုကောင်းကင်မှာဟောကြားခဲ့ပြီးတော့နော်နတ်တွေပြမတွေအများကြီးကြွတန်းဝင်အောင်နော်လူတွေအစရှိတဲ့နောင်လာနောက်သားတွေအစဉ်အဆက်ဗုဒ္ဓရဲ့အဆုံးအမတွေကိုအလူလိုက်ပြီးကျင့်တတ်အောင်ဗုဒ္ဓကိုကြည်ညိုတတ်အောင်ဟောကြားခဲ့တဲ့ဒေသနာတော်ကြီးကိုနှလုံးသွင်းတဲ့နဲ့နောက်ရက်တွေမှာဆက်လက်ပြီးတော့နာကြားကြပါစို့လို့တိုက်တွန်းရင်ဒီနေ့ဗုဒ္ဓဝင်ဏိဒန်းဘမို့ရမိုက်ပြတဲ့ပြကန်းကိုဒီမှာပဲဏိကုံးကံပဲအဆုံးသက်အားလုံးတာရုခေါ်တရားတော်ဟောကြားပေးသွားပါတော့ဆရာတော်ရှင်မြတ်သည်ကျမ်းမာပါစေချမ်းသာပါစေခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားတော်ကိုနာယူကြကုန်သောတရားချစ်ခင်
သူတော်စင်ပြိတ္တပေါင်းတို့သည်လည်းကျမ်းမာပါစေချမ်းသာပါစေတရားသူတရားမြတ်များရရှိပြီးမိမိရည်မှန်းရာနိဗ္ဗာန်သို့လွယ်ကူလျင်မြန်စွာရောက်ရှိနိုင်ပါစေသာဓုသာဓုသာဓု